လောကသားတို့အတွက်မြတ်ဗုဒ္ဓ၏ကြိုးပမ်းချက်အပိုင်း40နဲ့ခွန်မြတ်စွာဘုရားသခင်ကိုရောမြတ်ဟာလောကသားတွေကိုကျိုးရှိရာရှိချောင်းမှန်ကန်တဲ့လမ်းကြောင်းကိုထုတ်ဖော်ဟောကြားဖို့အတွက်ဒီပင်ကရာမြတ်စွာဘုရားရဲ့ထံတော်မောက်မှာဗျာဒိတ်တော်ခံခဲ့တဲ့အချိန်ကစပြီးပါရမီဖြည့်ဆည်းခြင်းဖြင့်လောကသားတွေရဲ့အတွက်ကောင်းကျိုးချမ်းသာတွေရအောင်ကြိုးပမ်းဆောင်ရွက်ခဲ့တာဘုရားဖြစ်လာတဲ့နောက်မှာလည်းပဲမိမိရဲ့မူရင်းရည်ရွယ်ချက်ဖြစ်တဲ့လောကသားတို့အတွက်မြတ်ဗုဒ္ဓရဲ့ကြိုးပမ်းချက်တွေဟာသက်တော်80ထိအောင်ဆောင်ရွက်တော်မှာဖြစ်တယ်အဲဒီလိုသက်တော်80ထိအောင်ဆောင်ရွက်မဲ့မြတ်ဗုဒ္ဓရဲ့ကြိုးပမ်းချက်တွေဟာလွယ်လွယ်ကူကူနဲ့ပြီးတာကြီးပဲမဟုတ်ဘူးအခက်အခဲတွေမြောင်များစွာနဲ့တွေ့ကြုံရတယ်ဆန့်ကျင်မဲ့လုပ်တဲ့ပုဂ္ဂိုလ်တွေလည်းမြောင်များစွာတွေ့ကြုံရတယ်အဟံတာတွေဆန့်ကျင်မဲ့တွေရန်လုပ်တဲ့ပုဂ္ဂိုလ်တွေအခက်အခဲတွေကိုဖြတ်ကျော်ပြီးတော့မြတ်စွာဘုရားဟာအစွမ်းတကူကိုအသုံးပြုပြီးတော့နှိမ်နှင်းသွားတာမဟုတ်ဘူးသိခံခြင်းခွင့်လွှတ်ခြင်းအဲ့ဒီတရားရဲ့အကျိုးစီးပွားကိုဆောင်ရွက်ပေးခြင်းဖြစ်လာရင်မြတ်စွာဘုရားအောင်မြင်မှုကိုယူသွားတာဖြစ်တယ်ပေါ့အားလုံးသိကြတဲ့အတိုင်းလောကလူသားတွေရဲ့အနိုင်ယူမှုဟာမြတ်စွာဘုရားရဲ့လောကသားတွေအတွက်အကျိုးရှိအောင်ဆောင်ရွက်ပြီးအနိုင်ယူခြင်းနဲ့လုံးဝကွာခြားတယ်လောကသားတွေကအနိုင်ယူတယ်ဆိုတာလွှမ်းမိုးကြီးစိုးပြီးတော့အနိုင်ယူကြတာဖြစ်တယ်မြတ်စွာဘုရားကသိခံခြင်းခွင့်လွှတ်ခြင်းဖြင့်အနိုင်ယူတာဒါကြောင့်မို့လို့ကြည်နေဓမ္မပဒပါဠိတော်မှာမြတ်စွာဘုရားရဲ့စိတ်နေသဘောထားဟာဘလောက်ထင်ရှားတယ်လဲလို့ဆိုလို့ရှိရင်အနိုင်ယူပုံယူနည်းနဲ့ပြောရင်အကောရိဏဇိနိကောရံဒေါသထွက်နေတဲ့ပုဂ္ဂိုလ်တယောက်သို့မဟုတ်အမျက်ဒေါသကိုဒေါသကင်းစင်မေတ္တာတက်ဝေခြင်းသိခံခြင်းခွင့်လွှတ်ခြင်းဖြင့်သာအနိုင်ယူရမယ်လို့ဒီလိုဆိုထားတာမဟုတ်လားအေးဘုန်းကြီးတို့လောကသားတွေကတော့အနိုင်ယူခြင်းကြတာဟာတစ်ဖက်သားကိုချင်းချောက်ပြီးတော့လွှမ်းမိုးကြီးစိုးပြီးအနိုင်ယူကြတာများတယ်လေမြတ်စွာဘုရားကအဲ့ဒီလိုနဲ့တစ်ဖက်သားကိုအနိုင်ယူတာမဟုတ်ဘူးအာဂောရိဏဇိနေကောရံအတ္တာထုံသာဓုနာဇိနေလောကမှာကောင်းတဲ့လူနဲ့မကောင်းတဲ့လူဆိုတော့မကောင်းတဲ့လူကများတယ်မကောင်းဘူးဆိုတာဘာမကောင်းတာတော့စိတ်နေစိတ်ထားမကောင်းဘူးစိတ်သဘောမကောင်းသဘောထားမကောင်းဘူးအပြောဆိုမကောင်းဘူးအလုပ်မကောင်းဘူးဟောမကောင်းမှုတွေအများကြီးပဲမကောင်းတာတွေကစိတ်သဘောထားကစပြီးတော့စိတ်နေစိတ်ထားညံ့နေမကောင်းဘူးစိတ်နေစိတ်ထားညံ့နေတဲ့အတွက်ကြောင့်အပြောဆိုတာလည်းမကောင်းဘူးညံ့နေအပြောဆိုမကောင်းသည့်အတွက်ကြောင့်လှုပ်ပိုင်ကိုယ်ပုံကလည်းပဲမကောင်းဘူးအဲ့ဒီမကောင်းဘူးဆိုတဲ့အရေးချင်းတွေမကောင်းတဲ့လူတွေအလုံးကိုမြတ်စွာဘုရားသူတို့ရဲ့မကောင်းတဲ့အရေးချင်းတွေပျောက်ကင်းသွားအောင်ကိုယ်ကကောင်းပြခြင်းဖြင့်အနိုင်ယူတာပဲဖြစ်တယ်ဆိုလိုတာကမကောင်းတဲ့လူကိုအနိုင်ယူတာဟာဒီပုဂ္ဂိုလ်ကိုရှင်းပြတဲ့နည်းနဲ့အနိုင်ယူတာမဟုတ်ဘူးမကောင်းတဲ့လူကိုကောင်းအောင်လုပ်ပြီးတော့အနိုင်ယူတာဖြစ်တယ်ပေါ့အေးဒါကြောင့်မို့လို့သတိထားเสียပေါ့ဆင်းရဲသားပပျောက်ရေးနိုင်ငံတကာမှာလုပ်တယ်လေ poverty alleviation ဆိုတဲ့ project တစ်ခုရှိ poverty alleviation ဆိုတာဘာပြောတာလဲဆိုဆင်းရဲမွဲတေမှုပပျောက်ရေး project နိုင်ငံတိုင်းမှာကိုယ်နိုင်ငံမှာဆင်းရဲတဲ့လူမရှိအောင်ကြိုးပမ်းအထောက်ကြအဲ့ဒီလိုကြိုးပမ်းအထောက်တဲ့အခါမှာဘယ်နည်းနဲ့ကြိုးပမ်းအထောက်တယ်လဲကြိုးပမ်းအထောက်မှုဆိုတာအမျိုးမျိုးရှိတယ်ပေါ့ဆင်းရဲသားပပျောက်အောင်ကြိုးပမ်းအထောက်တယ်ဆိုတာဆင်းရဲသားတွေအကုန်ဖမ်းပြီးထောင်ထဲထည့်တာမဟုတ်ဘူးဘာလို့ ကလဲဆင်းရဲသားတွေကိုချမ်းသာလာအောင်လုပ်ပေးတာဆင်းရဲသားပပျောက်တယ်စားစရာမရှိတဲ့လူစားစရာရှိအောင်နော်ဝတ်စရာမရှိတဲ့လူတွေဝတ်စရာရှိအောင်နေစရာမရှိတဲ့ပုဂ္ဂိုလ်တွေနေစရာရှိလာအောင်ဒီလိုမဆပြီးတော့ဆင်းရဲသားပပျောက်ရေး
အလောက်ကိုင်းမရှိတဲ့လူတွေအလောက်ကိုင်းရှာဝေပေးတယ်အလောက်ကိုင်းရလာတယ်အလောက်ကိုင်းရလာတဲ့အတွက်ကြောင့်စာဝတ်နေရေးတွေပြည့်စုံသွားကြတယ်ဒီလိုလုပ်အောင်ဒါပေမဲ့လူတိုင်းမှာဒီလိုလုံးလို့ရသလားလို့ဆိုတဲ့အခါလူဆိုတဲ့လူကလည်းအလောအကျင့်ရုပ်တယ်လေနော်လူဆိုတာကဘယ်လိုအကျင့်ရုပ်တုံးဆိုလို့ရှိရင်အချောင်စားလို့ရရင်ချောင်စားခြင်းနဲ့အကျင့်ရှိတယ်ပေါ့လူတွေမှာအဲ့ဒါကြောင့်မလို့အချောင်လန်းစဉ်ကိုမလိုက်စေပဲနဲ့လူတိုင်းဟာအလုပ်လုပ်ရမယ်ရလာတဲ့အတိုင်းအကျိုးခံစားနိုင်ရမယ်ရေသာခိုတဲ့ပုဂ္ဂိုလ်တွေကရေသာခိုလို့ရှိရင်အကျိုးနည်းနည်းပဲရအလုပ်ကြိုးစားတဲ့ပုဂ္ဂိုလ်တွေကပို့ပြီးတော့အကျိုးရတယ်ဆိုတဲ့လမ်းစဉ်နဲ့ဆင်းရဲတာပပျောက်အောင်လုပ်သင့်တာပေါ့ဒါမှလည်းဆင်းရဲတာပပျောက်တယ်လို့ဒီလိုဆိုလို့ရတာနော်အဲ့တော့လူတိုင်းချမ်းသာအောင်လုပ်ပြီးလို့ရနိုင်သလားလို့ဆိုမရနိုင်ဘူးဒါကတော့မရနိုင်ဘူးသို့သောဘဝမှာတော်တော်များများအဆင်ပြေသွားအောင်လုပ်နိုင်လို့ရှိရင်ပဲဒီ project ဟာအောင်မြင်တယ်လို့ပြောအောင်ပါပဲလူတိုင်းဟာစာဝတ်နေစားစရာရှိသွားမယ်ဝတ်စရာရှိသွားမယ်နေစရာရှိသွားမယ်မကြမ်းမမာရင်ဆေးကုနိုင်တာရှိသွားမယ်ဆိုလို့ရှိရင်ဒါ poverty alleviation ဆိုတဲ့ဒီ project ဟာအောင်မြင်တယ်လို့ပဲဆိုရမှာသို့တော့တခုတတိထားဖို့ရတာကောင်းမြတ်တဲ့လမ်းစဉ်တစ်ခုချမှတ်ထားတော့လည်းပဲအဲ့ဒီကောင်းမြတ်တဲ့လမ်းစဉ်ကိုမလိုက်လို့ဆင်းရဲနေတာက project ရဲ့ပြဿနာလားသူ့ရဲ့ပြဿနာလားကိုယ်ပိုင်မလှုပ်ခြင်းရဲ့ပြဿနာသာဖြစ်တယ်ပေါ့ဥပမာမဲ့အေယာဝတီမြစ်ကြီးဟာမြန်မာပြည်အလဲထိပ်ပိုင်းကနေပြီးတော့စီးဆင်းလာတာပင်လယ်ထဲဝင်သွားသည့်ထီအောင်အေယာဝတီမြစ်ကြီးဟာမြန်မာလူမျိုးတွေအတွက်တက်အခွင့်အရေးကံကြမ္မာကဖန်တီးပြီးတော့ပေးထားတဲ့မြစ်ကြောင်းကြီးဒီဒေသမှာရှိကြတဲ့ဟိုဘက်ကမ်းဒီဘက်ကမ်းမှာရှိကြတဲ့ပုဂ္ဂိုလ်တွေအတွက်သာဝနေပြည့်စုံမှုအတွက်အေယာဝတီကနေပြီးတော့ဆိုပါတော့မိခင်အေယာဝတီကကျွေးထားတယ်လို့ဒီလိုပြောအောင်အေယာဝတီမြစ်ကြီးကိုမိပြုပြီးတော့အသက်ရှင်ကြတယ်ကြီးပွားကြတယ်ချမ်းသာကြတယ်အေယာဝတီမြစ်ကြီးကိုမိပြုပြီးတော့စုံကြီးဆန်းကြီးသွားလာလို့ကုန်စည်တွေဟာတနေရာကတနေရာကိုလွယ်လွယ်ကူကူရောက်သွားသို့တော်လည်းအေယာဝတီမြစ်ကြီးကမြန်မာလူမျိုးတွေအတွက်အကျိုးအပြုဆုံးမြစ်ကြီးဖြစ်တယ်ပေါ့အဲ့ဒီအေယာဝတီမြစ်ကြီးကနှစ်စဉ်အဲ့ဒီအေယာဝတီမြစ်ကြီးထဲမှာရေနစ်သေးတဲ့လူရောမရှိဘူးလားရှိပါဗျာအဲ့ဒါကိုကြည့်ပြီးတော့အေယာဝတီမြစ်ကြီးကလူတွေကိုအကျိုးမပြုဘူးလို့ပြောလို့ဖြစ်ပါ့မလားဖြစ်ပါဗျာမဖြစ်ဘူးအဲ့ဒါဘယ်သူပြက်လဲလို့ဆိုရင်မစင်ကျင်တဲ့ပုဂ္ဂိုလ်နော်ရေမကူးတိုက်ပဲနဲ့ရေထဲဆင်းတဲ့ပုဂ္ဂိုလ်သို့မဟုတ်မစင်မကျင်လှုပ်တဲ့ပုဂ္ဂိုလ်ရဲ့အပြစ်တန်လင်းဖြစ်တဲ့အေယာဝတီမြစ်မှာအပြစ်မရှိဘူးအဲ့ဒါလိုပဲသုံးလောကထွတ်တာမြတ်စွာဘုရားဟာလောကသားတွေအတွက်အကျိုးပြုပြီးတော့ကောင်းမြတ်တဲ့လမ်းစဉ်တစ်ခုချထားတော့လည်းပဲမြတ်စွာဘုရားကိုစကားကိုနားမထောင်ဘူးဘုရားကိုဆန့်ကျင်မဲ့လုပ်တယ်ဆိုလို့ဆင်းရဲဒုက္ခရောက်သွားတဲ့ပုဂ္ဂိုလ်တွေဟာဘုရားပွင့်လို့အဝီစီးကျသွားတာဘာလို့လဲဆိုရင်ဒီဝတ္တပဲနော်ဘုရားမပွင့်ရင်လောဟိတဝရကကံကိုသူကျွလွန်မှာမဟုတ်ဘူးလောဟိတဝရကကံမကျွလွန်ဘူးတန်ခါဗေဒကကံလည်းမကျွလွန်ဘူးပိဿန္နန္တရိယကံတွေကဟောဒီကံကြီးနှစ်ကံကိုကျွလွန်လိုက်တာဟာဘုရားပွင့်တာကိုအကြောင်းပြုပြီးသူကျွလွန်လို့ရသွားတယ်ပေါ့အဲ့ဒါဟာဘုရားပွင့်တာဟာအပြစ်လားလို့ဆိုမဟုတ်ဘူးသူ့ရဲ့အပြစ်သားလည်းဖြစ်တယ်ဘုရားပွင့်ခြင်းကြောင့်ချမ်းသာဒုက္ခရသွားတဲ့ပုဂ္ဂိုလ်တွေအများကြီးသူဘာဖြစ်လို့မရလဲလို့ဆိုလို့ရှိရင်သူ့ရဲ့ကိုယ်ပိုင်စိတ်နေသဘောထားယုံညံ့လို့မရတာဒီလိုပဲတွေ့ရမယ်နော်အဲ့ဒါမျိုးလိုပဲဒီ project တစ်ခုလုပ်တယ်ဆို project for poverty alleviation ဆိုတာအဲ့ဒီဆင်းရဲမွဲတေမှုပပျောက်ရေးလျှော့ချရေးဆိုတဲ့စီမံချက်ကြီးတစ်ခုနဲ့လုပ်လို့ဒီစီမံချက်အတိုင်းမလိုက်နာလို့ပြင်းကြီးပြီးတော့စားစရာမရှိတာတို့ဝတ်စရာမရှိတာတို့နေစရာမရှိတာတို့မကြမ်းပါလို့ရှိရင်ဆေးဝါးမကုသနိုင်တာတွေကအစိုးရအပြစ်လည်းမဟုတ်ဘူးကိုယ်ပိုင်ရဲ့မလုပ်တဲ့လူရဲ့အပြစ်တာလည်းဖြစ်တယ်ပေါ့
ဒီလိုမြင်မို့လို့တာအဲ့ဒါကြောင့်မလို့လောကကြီးမှာအပြစ်တင်စရာဆိုဒီမှာနံပါတ်1ကိုယ့်ကိုပြစ်တင်စရာရှိသလားကြည့်ရမယ်နော်အဲ့တော့များသောအားဖြင့်လူတွေရဲ့ချွေရင်ချက်ဟာမိမိကိုယ်တိုင်ရဲ့ချွေရင်ချက်တွေပဲများကြတယ်ပေါ့နော်မိမိကိုယ်တိုင်ရဲ့ချွေရင်ချက်တွေဒါကြောင့်မလို့ကိုယ့်ကိုယ်စစ်ဆေးဝေဖန်ခြင်းဆိုတာတိတ်အရေးကြီးတယ်လို့ပြောကြတာပေါ့မြတ်စွာဘုရားဟာလောကသားတွေအတွက်အကျိုးရှိရာရှိကြောင်းပွင့်လာပြီးတော့အနိုင်ယူတဲ့အခါမှာလည်းပဲလောကသားတွေကအဆိုးကိုအကောင်းဖြစ်အောင်နော်ဒေါသကြီးတဲ့ပုဂ္ဂိုလ်ကိုဒေါသမကြီးအောင်သိခံတတ်လာအောင်ခွင့်လွတ်လာအောင်နှမျောတဲ့ပုဂ္ဂိုလ်တွေကိုပေးကမ်းစွန့်ကြဲခြင်းဖြင့်နှမျောမှုပပျောက်သွားအောင်လုပ်ပေးတယ်စိနေကတရိယံဒါနေနသစ္စေနာလိကဝါရိနလိန်ညာပြောတတ်တဲ့ပုဂ္ဂိုလ်တွေကိုမှန်မှန်ကန်ကန်ပြောဆိုတတ်လာအောင်တော့မဟုတ်မိမိကိုယ်ကမှန်မှန်ကန်ကန်ပြောဆိုခြင်းဖြင့်အနိုင်ယူတယ်ဆိုတဲ့ဘုရားဗုဒ္ဓရဲ့အနိုင်ယူနည်းဟာလောကမှာအဆိုးကိုအကောင်းဖြစ်အောင်လုပ်ပြီးအနိုင်ယူတဲ့နည်းအဆိုးကိုဖြောင်းပြက်ပြီးတော့လွှမ်းမိုးကြီးစိုးပြီးတော့အနိုင်ယူတဲ့နည်းမဟုတ်ဘူးဆိုတာကိုဘုရားဘာသာဝင်တွေဟာမှတ်သားပြီးလိုက်နာကြဆရာတခုပေါ့နော်ဟုတ်ပြီမြတ်စွာဘုရားဟာလောကသားတွေရဲ့အကျိုးစီးပွားကိုဆောင်ရွက်နေတဲ့အချိန်မှာမြတ်စွာဘုရားကိုအားလုံးကထောက်ခံတာမဟုတ်ဘူးထောက်ခံတာမဟုတ်ဘူးမြတ်စွာဘုရားကိုထော်လောကလန့်လုပ်တဲ့ပုဂ္ဂိုလ်တွေအများကြီးပဲရှိခဲ့တယ်မြတ်စွာဘုရားဟောတဲ့တရားကိုပြည့်ရပြုခဲ့တယ်ညင်းခဲ့တယ်ညင်းခုန်တယ်ဒီလိုပြောတဲ့ပုဂ္ဂိုလ်တွေဟာအများကြီးရှိခဲ့တယ်ထင်မယ်ထင်ရှားတဲ့ပုဂ္ဂိုလ်တယောက်ကတော့မြန်မာလူမျိုးတွေကတော့သစ္စကကိုပြပိုက်လို့သိကြတယ်အဲ့ဒီသစ္စကကြီးဟာထင်ရှားတဲ့အပိုင်းကဏ္ဍမှာရှိတယ်တကယ်တော့စာပေကျမ်းကအရာပြောမယ်ဆိုရင်ပရိဘာဇကဆိုတာမဟုတ်ဘူးသူကနိခန္ဓဗုဒ္ဓလို့ပဲဆိုတယ်နိခန္ဓရဲ့သားသမီးလို့သူကဘာသာရေးသမားဟုတ်ပုံမရဘူးဘာသာရေးသမားဟုတ်ပုံမရဘူးနိခန္ဓပုဒ္ဒောလို့သာဆိုတာနိခန္ဓပုဒ္ဒောဆိုတာသူ့အမေနဲ့သူ့အဖေကနိခန္ဓနဲ့နိခန္ဒီငါတို့ဘာကိလေသာထုံးခွဲမရှိဘူးဆိုပြီးတော့အယူဝါဒပြိုင်တဲ့ပုဂ္ဂိုလ်နှစ်ဦးကနေမွေးဖွားလာလို့သူ့ကိုနိခန္ဓပုဒ္ဒောလို့နိခန္ဓရဲ့သားနိခန္ဓဆိုတာငါမှကိလေသာအထုံးဖွဲ့တယ်မရှိဘူးလို့ကိုယ့်ကိုကြေညာတဲ့ပုဂ္ဂိုလ်အဲ့တော့စာပေကျမ်းကအရာဆိုလို့ရှိရင်တော့အထက်ကထာတော့ရေးချင်ရေးမယ်ပါဠိတော်ကိုကြည့်လို့ရှိရင်သစ္စကောနိခန္ဓပုဒ္ဒောလို့ပဲဒီလိုပဲသုံးတယ်သစ္စကောပရိဘာဇကောလို့မသုံးဘူးမသုံးသည့်အတွက်ကြောင့်သူဟာဘာသာရေးသမားတူဟုတ်ချင်မှာဟုတ်ပဲနော်တွေးเสียတခုပြောပြတာနော်စာပေနဲ့တွေးเสียတခုထက်ကထာတွေကတော့ပြိဘာဇကဆိုတဲ့အသုံးကိုသုံးတာရှိတယ်သို့တော့မူရင်းကျမ်းမှာနိခန္ဓပုဒ္ဒလို့သုံးလာတယ်သူဘာလုပ်နေတယ်လဲလို့ဆိုရင်စဉ်းစားကြည့်လို့ရှိရင်ပရပိုက်ဆိုလို့ရှိရင်ပရပိုက်ရဲ့အယံမှာလူဘဝခွာဆောင်ပြီးပရပိုက်အယံမှာနေရမှာဒါပေမဲ့သူနေတာကပရပိုက်အယံမှာနေတာမဟုတ်ဘူးဝေသာလီပြည်မှာလိပ်ဆွေမင်းသားတွေကိုပညာသင်ပေးတဲ့ဆရာတရားအနေနဲ့နေတာနော်မြတ်စွာဘုရားနဲ့တွေ့တဲ့အချိန်မှာဒါကြောင့်မို့လို့သူ့ကိုနိခန္ဓဗုဒ္ဓလို့သာဆိုတယ်ပြပိုက်လို့မဆိုဘူးပေါ့ဒါလဲတတိထားဆရာစဉ်းစားဆရာတခုပြောပြတာနော်ပြပိုက်လို့ရေးတာလေးလည်းရှိတယ်ပေါ့အဲ့တော့သူ့အနေထားကြည့်ရတာဟာအငင်းခုန်လုံးတတ်တဲ့ပြပိုက်ဘာသာဝင်ဟုတ်ဖို့မရဘူးလို့သို့တော့ပညာတတ်မာနကြီးသူ့ကိုယ်သူသိပြီးတော့တတ်လာတယ်လို့ယူဆတဲ့ပုဂ္ဂိုလ်တူတယောက်တော့ဟုတ်လိမ့်မယ်သူ့မှာမမေရရအယူဝါဒရဲ့လို့ဘာမှသိပြီးတော့ညင်းတာခုန်တာသိပြောတာမရှိဘူးသို့တော့သူ့အမေကဝါဒ900သူ့အဖေကဝါဒ900ဝါဒ1000တတ်တယ်လို့တော့ဆိုတယ်ပေါ့နော်ဒီသစ္စကတုတ်နှစ်တုတ်ရှိတယ်ထင်မယ်သုလသစ္စကတုတ်နဲ့မဟာသစ္စကတုတ်ကိုကြည့်လိုက်မယ်ဆိုရင်
သူ့ကိုပြိပ္ပါစကောလို့မပြောဘူးနိဂန္ဓပုဒ်တော်လို့တွင်ပြောထားတယ်ဒါကမှတ်သားစရာလေးတစ်ခုပြောပြတယ်မြန်မာပြည်မှာတော့ဒီဇိနထပကသနီတို့ဘုဒ္ဓဝေတို့ကနေပြီးတော့သစ္စကပရပိုက်ကြီးကိုချွတ်တယ်လို့ဒီလိုပဲရေးချတာပေါ့နော်ဒါလည်းပဲပရပိုက်ဆိုတဲ့အသုံးရှိလို့ရေးတဲ့သဘောပဲဖြစ်လိမ့်မယ်မူရကျမ်းကိုကြည့်မယ်ဆိုရင်တော့အဲ့ဒါလို့ဆိုတာမဟုတ်ဘူးပေါ့ကောင်းပြီသူဟာမြတ်စွာဘုရားကိုဆန့်ကျင်တဲ့ထဲမှာထင်ရှားတဲ့လူတစ်ယောက်တစ်ခုဖြစ်ခဲ့မြတ်စွာဘုရားကဝေသာလီပြည်ဒီမဟာဝနလို့ဆိုတဲ့တတော်ကြီးထဲမှာရှိတဲ့ကုတာကာရတလာဆိုတဲ့အကြောင်းမှာသတင်းသုံးနေတဲ့အချိန်ပေါ့အဲ့ဒီအချိန်မှာဘယ်ချိန်လောက်တုံးလို့ပြောမယ်ဆိုရင်ခံမှန်းပြောเสียရတော့မြတ်စွာဘုရားသက်တော်82နှစ်နောက်ပိုင်းလို့ဒီလိုပြောလို့ရတယ်သစ္စကနဲ့တွေ့တဲ့အချိန်ဟာငယ်ရွယ်တဲ့အချိန်မဟုတ်ဘူးမြတ်စွာဘုရားသက်တော်80ကျော်ပြီသက်တော်82နှစ်နောက်ပိုင်းမှာသစ္စကပြပိုင်းနဲ့တွေ့တယ်သစ္စကကြီးနဲ့တွေ့တယ်ပေါ့လေအဲ့တော့ဘယ်လိုတွေ့တုံးလို့ဆိုတော့သူကလည်းမင်းသားတွေကိုပညာသင်ပေးနေတယ်ဆရာဒါပေမဲ့မာနတားချိတယ်သူပညာကိုအမှန်တမ်းတမိုးထားပြီးတော့သူများကိုနှိမ့်နှိမ့်ဆက်ဆက်ပြောတတ်တဲ့ဆရာတဦးဖြစ်လိမ့်မယ်တရက်တော့သူဝေသာလီပြည်ပတ်ဝန်းကျင်မှာအညောင်းမြေညာမြေလမ်းလျှောက်တော့ပိဿဝဂီ9ဦးထဲမှာအငယ်ဆုံးဖြစ်တဲ့ရှင်အတ္တစီမထေရမနေ့ဆွမ်းခံဝင်ဖို့ဆိုပြီးတော့ဝေသာလီပြည်ပဲကြွလာကြွတဲ့အခါတော့သူနဲ့ပတ်ပင်းမှတွေ့ပတ်ပင်းမှတွေ့တော့သူကဗုဒ္ဓကိုကြည်ညိုတဲ့ပုဂ္ဂိုလ်မဟုတ်ဘူးမဟုတ်သည့်အတွက်ကြောင့်ရှင်အတ္တစီလည်းတွေ့ရောထုံးတန်းဆင်လာပေါ့ပြောပြီးတော့သူသိကျင်တာသူမေးတယ်ရှင်အတ္တစီကိုသူကမေးတာဘာမေးတော့ဆိုလို့ယဟန်ဂေါတမကတပည့်တာဝကတွေကိုဘယ်လိုဆုံးမတာတော့နော်ဘယ်တိုင်းတာနဲ့ဆုံးမတာလဲဘယ်လိုဆုံးမလိမ့်ရှိလဲဆိုဒီမေးခွန်းမျိုးကိုသူကစမေးတယ်အဲ့တော့သစ္စကဆိုတာရဲ့သရုပ်ကိုအဲ့ဒီသစ္စကသုလသစ္စက3မှာဘယ်လိုအဓိပ္ပာယ်ဖော်ထားတော့လို့ဆိုတော့သစ္စကဆိုတဲ့ဒီနိဂန္ဓပုဒ္ဒဟာနိဂန္ဓရဲ့သားတပည့်ဟာဘတ္တဝါဒကောတဲ့အငင်းခုန်တန်တဲ့လူတစ်ယောက်ဖြစ်တယ်အလွန်ညင်းတယ်သူ့ကိုနိုင်အောင်စကားမပြောနိုင်ဘူးစကားအရာမှာသူကအခြေတင်ပြောတဲ့နေရာမှာအလွန်အစွမ်းထက်တယ်ပေါ့အငင်းခုန်ပြောတဲ့နေရာမှာဘတ္တဝါဒကအလွန်ကိုအငင်းတန်တဲ့လူတစ်ယောက်ဖြစ်တယ်ပန္တိတဝါဒသူဟာသူကိုယ်သူတကယ်ပညာရှိကြီးလို့ဆိုပြီးတော့ထုတ်ဖို့ပြောတဲ့ပုဂ္ဂိုလ်ဖြစ်တယ်လူအများစုကတော့သာဓုတမ္မတောဘဟုစနတလူအများစုကသူ့ကိုအတိမတ်ပြုထားတာတော့သူဟာတကယ်သူတော်ကောင်းကြီးလို့ဒီလိုအတိမတ်ပြုထားတယ်ပေါ့နော်သူတော်ကောင်းကြီးလို့အတိမတ်ပြုထားသာဓုအဲ့ဒီစကားကြည့်မယ်ဆိုရင်တော့သူ့ကိုဘာသာရေးသမားလို့ပြောခြင်းနဲ့ပြောလို့ရမယ်ပေါ့ဘာလို့လဲဆိုရင်ဘာသာရေးဆိုဒီမှာဒီပုရဏကတ္တဗတို့မက္ခလိဂောသလာတို့အဇိတကေတကမလာတို့ပကုဒ္ဒကိစ္ဆာယနာတို့ကိုလည်းအကုန်လုံးသာဓုတမ္မတောသာဓုလို့သူတော်ကောင်းလို့အသိမှတ်ပြုကြတာပဲလူတွေကအဲ့ဒီသာဓုဆိုတဲ့စကားကလာပြီးခုခေတ်သာဓုဖြစ်နေတာလေဒါပေမဲ့သာဓုကြတော့ဓာတ်တွေနဲ့ရေးတယ်ဒီသာဓုကဓာတ်အချိုက်နဲ့ရေးတယ်သာဓုအတိပ္ပယ်ကတော့သူတော်ကောင်းပဲအိန္ဒိယနိုင်ငံသွားရင်သာဓုကြီးဆိုတာအဲ့တော့မောစိတ်မွေးပလဲဖြစ်နေနော်ညစ်ပေဟိန္ဒူဘုန်းကြီးတွေကိုသာဓုခေါ်တာပဲ
တီဟိုနိုင်ငံရောက်တဲ့အခါကျတော့ဘုန်းကြီးတို့လည်းသာဓုခေါ်ခံရတာသာဓုတဲ့ဘာဖြစ်လို့လဲဆိုတော့သာဓုဆိုတာသူတော်ကောင်းလို့ဆိုတဲ့အဓိပ္ပာယ်နဲ့ခေါ်တာနော်အဲ့ဒီအဓိပ္ပာယ်နဲ့ခေါ်တာအဲ့တော့နိဂန္ဓသစ္စကကြီးကိုအများသိနေတာဘတ်တဝါဒကအညင့်တန်တယ်ပဏိတဝါဒသူကသူပညာရှိကြီးလို့ပြောဆိုတတ်တယ်သာဓုတမ္မတော်အများကသူ့ကိုသာဓုလို့သိမှတ်ပြုထားတယ်လို့ဟောဒီလိုဆိုတာပေါ့နော်သူကပရိသတ်ထဲမှာဘာတွေကြွားလိရှိတုံဆိုလို့ရှိရင်သာသရင်ပါရင်နေမှာပေါ့ဝေသာလိပြည်မှာလေးဆွေမင်းတွေကိုပညာသင်ပေးနေရတာဆိုတော့သူပရိသတ်ရှိတယ်တန္တာကာရမှာတွေ့တဲ့ဆုံတဲ့အခါတိုင်းမှာသူကဘာပြောတော့ဆိုနာဟန္တံပတ္တမိသမဏဝါပြမဏဝါတံဂိခဏိကနာစရိယအပိရဟန္တံသမတမုဒ္ဒံပဋိသန္ဓမာနသူပြောချင်တဲ့စကားကဘာတော့ဆိုရင်သူကနေပြီးတော့ပြောဆိုလိုက်တဲ့ဆွဆွဲပြောဆိုလိုက်ပြီးစကားအရာမှာသူကနေဆွဲချက်တင်ပြီးတော့ပြောလိုက်တယ်ရှင်ပြိုင်ပြီးတော့တူပြောပြောလိုက်တဲ့အခါမှာတဲ့သူ့ကိုပြန်ပြီးတော့မပြောနိုင်တဲ့နိုင်အောင်ပြောနိုင်မဲ့သမဏပြမဏနောက်ဆုံးမှာသူတို့ကိုသူတို့ဖျားလို့ကြီးညာတဲ့ပုဂ္ဂိုလ်တွေအပါဝင်တဲ့သူ့ကိုတူပြိုင်ပြောနိုင်တဲ့ပုဂ္ဂိုလ်လောကမှာမရှိဘူးလို့ဒီလိုပြောအဲ့လောက်ထိအောင်သူကပြောတာနော်အဲ့လိုပုဂ္ဂိုလ်မျိုးသူမတွေ့ရဘူးတဲ့အပိရဟန္တံသမတမုဒ္ဒံပဋိသန္ဓမာနဖျားလို့ကိုယ့်ကိုဝန်ခံထားတဲ့ပုဂ္ဂိုလ်တွေအပါဝင်အယူဝါဒရေးရနဲ့ပတ်သက်လာလို့ရှိရင်သူကကင်ပြီးတော့လှုပ်လိုက်တာနဲ့မတုံလုံးတဲ့ပုဂ္ဂိုလ်ဆိုတာလောကမှာမရှိဘူးတဲ့သူပြောလိုက်လို့ရှိရင်ရိုင်ထွက်သွားလိမ့်မယ်လို့ဒီလိုဆိုလို့တယ်အဲ့တော့သူနဲ့ရှင်ပြိုင်ပြောနိုင်တဲ့ပုဂ္ဂိုလ်တယောက်မှမရှိဘူးနောက်ဆုံးမှသူကဘယ်လောက်ထိအောင်ပြောလာလို့အနိဒာရှိတဲ့သစ်ပင်ကြီးလက်ညှိုးထုတ်ပြီးဟောဒီသစ်ပင်ကြီးတောင်မှသူကအပြစ်တင်ပြောဆိုလိုက်ရင်သစ်ပင်ကြီးတောင်ရိမ့်သွားနိုင်တယ်လို့ဆိုတာတကယ်လို့သူကအဲ့ဒါလောက်ထိအောင်သူကသူအပြောကြီးတယ်ပေါ့ဒါမှမဟုတ်ဖတ်တဝါဒကတိတ်အပြောကြီးတဲ့ပုဂ္ဂိုလ်အဲ့ဒါလို့ပြောထားပြီးခုနလိုရှင်အတ္တစီနဲ့တွေ့တဲ့အခါကျတော့ယဟန်ဂေါရမနာမည်ကြီးလာတယ်ဘာတွေဟောလဲတပည့်တွေကိုဘယ်လိုဆုံးမလဲမေးတဲ့အခါအမေးရှိတော့ရှင်အတ္တစီကအဖြေပေးတယ်ရှင်အတ္တစီဆိုတာပိဿဝဂ္ဂိ၅ပါးရဲ့အငယ်ဆုံးယဟန္တာပဲအဲ့တော့အငယ်ဆုံးယဟန္တာဆိုပေမဲ့စဉ်းစားကြည့်လေရှင်အတ္တစီအသက်ဟာမြတ်စွာဘုရားတဲ့ကြီးတယ်ဆိုရင်အသက်80ကျော်80ကျော်ကြီးနေမှာပဲအဲ့ဒီအချိန်မှာသစ္စကနဲ့တွေ့တဲ့အချိန်မှာ80ကျော်အဖိုးကြီးဖြစ်နေပြီဆရာတော်အိုကြီးဖြစ်နေပြီပေါ့အဲ့ဒီအချိန်မှာရှင်အတ္တစီကသပိတ်လေးပိုက်ပြီးဆုံးခံလာတဲ့အခါသူကမေးတယ်ယဟန်ဂေါရမတပည့်တွေကိုဘယ်လိုဆုံးမတော့ဆိုရှင်အတ္တစီကပြောတယ်မြတ်စွာဘုရားအမြဲဆုံးမတာကတော့ဘာတော့ရူပံအနိစ္စဝေဒနာအနိစ္စတင်ညာအနိစ္စသင်္ခါရအနိစ္စဝိညာဏအနိစ္စခန္ဓာ၅ပါးဆိုတာမမြဲဘူးသဗ္ဗေသင်္ခါရအနိစ္စသင်္ခါရတရားမှန်သမျှမမြဲဘူးရူပံအနတ္တဝေဒနာအနတ္တတင်ညာအနတ္တသင်္ခါရအနတ္တဝိညာဏအနတ္တသဗ္ဗေဓမ္မအနတ္တဓမ္မမှန်သမျှအတ္တမဟုတ်ဘူးအနတ္တလို့အများအားဖြင့်မြတ်စွာဘုရားဟာတပိဿဝကတွေကိုသဘောပေါက်နားလည်အောင်ဒါတွေဟာမမြဲတဲ့အရာတွေသာဖြစ်တယ်ကိုမပိုင်တဲ့ကိုယ်စိတ်တိုင်းကြမဖြစ်တဲ့အရာတွေသာဖြစ်တယ်ဒီလိုဟောပါတယ်လို့ရှင်အတ္တစီကပြောတဲ့အခါကျသူကဘာပြောတော့ဆိုနော်အဲ့ဒီအတန်လေးလည်းကြားလိုက်ရောဘာပြောတော့ဆိုအမလီတဲ့နော်ဒုတ်တုတံဝတ္တဘောအတ္တစီအတ္တမအရှင်အတ္တစီရဲ့တဲ့မကောင်းတဲ့အတန်တွေကြားလိုက်ရတာပေါ့နော်မင်္ဂလာမရှိလိုက်တာရှင်ဘုရားစီကကြားလိုက်တဲ့စကားမင်္ဂလာမရှိလိုက်တာဘယ်နဲ့ရုပ်ကိုအနတ္တလို့ပြောရမလဲဝေဒနာကိုအနတ္တလို့ပြောတင်ညာကိုအနတ္တလို့
သင်္ခါရဝိညာဏတို့အနတ္တအနိစ္စအနတ္တဒီမှာဒုက္ခကိုထည့်မပြောခဲ့ဘူးအနိစ္စနဲ့အနတ္တကိုပဲပြောတယ်။ဒါပေသင်္ခါရအနိစ္စလို့ယဟန်ဂေါရမဒီလိုဟောသလားနော်မကြားစင်တာတွေကြားနေရပါပြီမင်္ဂလာမရှိလိုက်တာသူပြောပုံကနော်မင်္ဂလာမရှိလိုက်တာရေမယံဧဝံဝါဒိသမဏံဂေါရမအတ္တမယဟန်ဂေါရမပြောတဲ့ဒီစကားကြားရလိုက်တာဖြင့်မကောင်းတဲ့ရင်ကြားရတာပဲတဲ့အေးဒီနေ့တစ်ချိန်ကျတော့ဒီလိုမှားယွင်းနေတဲ့အယူဝါဒဆိုအမြင်ဆိုရှိနေတဲ့ယဟန်ဂေါရမဒီအမြင်တွေလွတ်တော်အောင်သူရှင်းပြသေးတာပေါ့တဲ့နော်အဲ့ဒါလို့တောင်ဆိုတာသူကဒီနေ့ကျတော့ရှင်းပြမယ်တဲ့ဆိုပြီးတော့ရှင်အတ္တစီနဲ့တွေ့ပြီးသူအဲ့ဒါလို့စကားလေးရလိုက်ရောဘယ်သွားတော့ဆိုဝေသာလီမြို့တဲ့ပြန်သွားတယ်ပြန်သွားပြီးတော့တဏ္ဍာကာရမှာလက်ဆွေတွေဟာစုပေါင်းပြီးတော့အစည်းအဝေးထိုင်နေကြတယ်အဲ့ဒီတို့အစည်းအဝေးထိုင်နေတော့သူကဆရာကြီးလေဝင်သွားတာနဲ့သူဝင်သွားတာနဲ့အလုံးလက်ဆွေတွေဟာအယုသိပေးသူဝင်သွားပြီးတော့သူကဘာလုပ်တော့လက်ဆွေမင်းသားတို့လက်ဆွေပြိဿတ်တို့နားထောင်ကြငါဒီနေ့ယဟန်ဂေါရမနဲ့စကားစစ်ထိုးမယ်ဒီလိုအကုန်ထွက်ကြငါနဲ့တူလိုက်ခဲ့ကြဆိုပြိဿတ်ပါခေါ်သွားတာနော်သူကဆရာကြီးဆိုတော့သူနောက်လိုက်ကြတာပေါ့ဒီကနေ့နေ့လည်ခင်းကယဟန်ဂေါရမစီသွားမယ်ယဟန်ဂေါရမဟာဒီလိုအယူဝါဒရှိတယ်ဆိုတာငါဒီတိုင်းထားလို့မဖြစ်ဘူးမကောင်းတဲ့အယူဝါဒကြီးကပျောက်အောင်တော့ငါသူ့ကိုချေချွတ်ရမှာပဲဒီလိုအလုံးလိုက်ကြလို့ထွက်ကြဆိုပြီးတော့အဲ့ဒါလောက်တင်ပြောယူမကဘူးသူကအပူတွေလည်းအများကြီးပြောတယ်ဘတ်တဝါဒဆိုတာစကားအလွန်များတာသူကနော်အကြွားလုံးကလည်းထုတ်လိုက်သေးတာဘယ်လိုကြွားလုံးထုတ်တုံးဆိုရင်အမွေးရှိတဲ့စိတ်တကောင်ကိုအမွေးကကင်ပြီးတော့ရမ်းလိုက်သလိုငါယဟန်ဂေါရမကိုဝါဒဆိုတဲ့နေရာကင်ပြီးတော့သူ့ကိုရမ်းပြမယ်ပေါ့မင်းတို့လိုက်ကြည့်ကြပေါ့ယဟန်ဂေါရမနာမည်ကြီးတယ်ငါနဲ့တွေ့ရင်ခံနိုင်မလားရိမ့်ရိုင်သွားစေမယ်အဲ့ဒီလိုကြွားလုံးတွေထုတ်ပြီးတော့လိမ့်ဆွေမင်းသားပိဋကတ်တွေခြံရံပြီးတော့မြတ်စွာဘုရားသတင်းသုံးတဲ့ဒီမဟာဝနကုတကာရတာလာကျောင်းဘက်ကိုဥတည်ပြီးတော့ထွက်သွားတယ်အဲ့ဒီအချိန်မှာလည်းပဲယဟန်တော်တွေကဆွမ်းစားပြီးတဲ့အခါမှာမအိတ်ချင်အောင်လို့ဆိုပြီးတော့စဉ္ညာရှောင်နေကြတယ်ကမ္မထာအထုတ်ကြတယ်နှလုံးသွင်းကြတယ်နေ့လည်ဆိုအစာစားပြီးတော့လဲလိုက်မယ်ဆိုအိပ်ပျော်သွားကြမှာဟုတ်အဲ့ဒါကြောင့်မလို့အဲ့ဒီလိုမအိတ်ချင်အောင်လို့ဆိုပြီးတော့အဲ့ဒီချိန်မှာဆွမ်းစားပြီးတဲ့နောက်မှာစဉ္ညာရှောင်ကြတယ်ကျမရေးအတွက်လည်းကောင်းမှုရတယ်အဲ့ဒါနော်အဲ့ဒီလိုစဉ္ညာလျှောက်ပြီးတော့နေကြတော့သူเจ้าနဲ့ဝင်သွားတဲ့အချိန်မှာစဉ္ညာလျှောက်နေတဲ့ကိုတော်တွေကိုမေးလိုက်တယ်ပေါ့ယဟန်ဂေါရမနဲ့တွေ့ကျင်တယ်ယဟန်ဂေါရမဘယ်မှာလဲလို့ဆိုယဟန်တွေကသူ့အမူအရာသိတယ်သူ့အကြောင်းလည်းသိတယ်ပေါ့အလွန်စကားများတယ်အလွန်အငြင်းတန်တဲ့သစ္စကာကြီးရောက်လာပြီဒါပေမဲ့မြတ်စွာဘုရားကတော့ဒီလိုလူစားတွေမမှုပါဘူးဖះနဲ့တွေ့လို့ရှိရင်သိလိုက်မယ်ပေါ့ဆိုပြီးတော့ညွှန်းတယ်ဟောဒီမဟာဝနတောတဏိယမှာတပည့်အောင်မှာမြတ်စွာဘုရားသတင်းသုံးနေပါတယ်လို့လှမ်းပြီးတော့အဝေးကနေပြီးတော့ဟောဒီလမ်းကြောင်းတိုင်းသွားလို့ဆိုညွှန်းလိုက်တာသူသွားရောဟိုရောက်တဲ့အခါကျတော့မြတ်စွာဘုရားနဲ့တွေ့တယ်နော်တွေ့တဲ့အချိန်မှာတော့ထုံတန်းဆင်လာပေါ့လေမြတ်စွာဘုရားကလည်းမင်းကြီးမင်းသားဆက်မြင့်နေလာတာဆိုတော့မယုံမသိမလေးစားတော့မလုပ်ရဲဘူးပေါ့အဲ့ဒီချိန်မှာမြတ်စွာဘုရားကဂေါရမအနွယ်သူကအခိဝေဒနာအနွယ်တွေတဲကနေပြီးတော့မြတ်စွာဘုရားကိုဒီရင်ကျေးလိမ္မာစွာဘုရားကိုနှုတ်ဆက်တယ်ဒါကတော့လူတွေရဲ့ဒီရင်ကျေးမှုအနေတစ်ခုနဲ့ကျမကြီးကောင်းရလားနေလို့ထိုင်လို့ကောင်းရလားခွန်အားရှိရလားဆိုတဲ့မေးခွန်းတွေနဲ့ဒီမေးခွန်းတွေမေးစကားစမြည်ပြောပြီးတဲ့အခါမှာပရိသတ်နဲ့ယ
မြတ်စွာဘုရားနာမှာထိုင်ပြီးစကားပြောတယ်အဲ့လိုထွေရလေးပါးစကားလေးအနည်းငယ်ပြောပြီးတဲ့အခါမှာသူ့ဇာလန်းကိုသူကစအားလို့လေရင်ကျေးတဲ့လူတွေကခွင့်မတောင်းဝဲနဲ့မေးခွန်းဆိုမမေးရဘူးခွင့်တောင်းရတယ်ဒါမို့သူကလည်းရင်ကျေးသူတယောက်ပြီးပြီးနဲ့ပုစေယမဟံပုစေယဟံဗန္တိဘဂဝန္တပုစေယဟံဘဂဝန္တံဂေါရမကိဉ္စီတေတံသစေဘောဂေါရမောဩကတံကရိယာတဲ့အရှင်ဂေါရမခွင့်ပြုမယ်ဆိုလို့ရှိရင်တဲ့တခုမေးခြင်းတယ်နော်သူစားလိုက်ပေါ့တခုမေးခြင်းပါတယ်တဲ့အရှင်ဂေါရမခွင့်ပြုမယ်ဆိုရင်မေးပြရစေတဲ့ဖြေမယ်လို့အရှင်ဂေါရမခွင့်ပေးမယ်ဆိုရင်ဖြေဆိုခြင်းအခွင့်တခုပေးမယ်ဆိုရင်သူမေးပြရစေတဲ့နော်ပညတ္တဝေယကရဏာယတပည့်တော်မေးတဲ့မေးခွန်းကိုဖြေပေးမယ်ဆိုတဲ့အခွင့်တစ်ခုအရှင်ဘုရားတပည့်တော်ကိုခွင့်ပြုတယ်ဆိုရင်မေးချင်ပါတယ်ဆိုတော့မြတ်စွာဘုရားကတင်းနေမဲ့သူပြောတာပု္ပ္ပအခိဝေဒနာယထာကိဉ္ခတိသူ့ရဲ့အနွယ်နာမည်ကအခိဝေဒနာသူ့ကိုသစ္စကလို့မခေါ်ဘူးအခိဝေဒနာလို့ခေါ်လိုက်တယ်ဒါဟာသူတို့ရဲ့ယဉ်ကျေးမှုပဲမြတ်စွာဘုရားကိုတိဋ္ဌထလို့ဘယ်တော့မှမခေါ်ကြဘူးဘယ်လိုခေါ်တော့ဂေါတမလို့ပဲခေါ်တယ်ဂေါတမဆိုတာအနွယ်ရဲ့နာမည်လေသူတူတဲ့ဂေါတမမဟုတ်ဘူးသုတ္တရဏမင်းကြီးကလည်းဂေါတမပဲရှင်နန္ဒကလည်းဂေါတမရှင်အနန္ဒာတို့လည်းဂေါတမအကုန်လုံးဂေါတမတွေကြီးပဲအနွယ်ဝင်တွေအလုံးဟာဂေါတမတွေကြီးပဲအကုန်လုံးနော်မယုံအိန္ဒိယနိုင်ငံသွားတဲ့အခါကျတော့ဗုဒ္ဓဂယာဗမာဘုန်းကြီးကျောင်းရှိမျက်နှာချင်းဆိုင်မှာဖွင့်ထားတဲ့ထမင်းဆိုင်သွားကြည့်ခေါက်တန် restaurant လို့ရေးထားတယ်ခေါက်တန်ဆိုတာဂေါတမကိုပြောတာနော်ဂေါတမစားတော့ဆိုင်နဲ့အဲဒီမှာရေးထားဗမာပြည်မှာတော့ဖွင့်ရဲမယ်မထင်ဘူးသူတို့စီမှာတော့ဖွင့်ထားတယ်အဲ့ဒါသူတို့စီမှာဂေါတမလို့မခေါ်ဘူးခေါက်တမလို့ခေါ်တယ်နော်ဗမာပြည်ကတော့ခေါက်ဆိုရင်မကောင်းဘူးခေါက်ဆိုတာမကောင်းဘူးဒီလူခေါက်သွားပြီဆိုရင်တော့မဟုတ်တော့ဘူးနော်အဲ့သူတို့တန်နေဆိုရင်အဲ့ဒီမှာဂေါတမကိုခေါက်တမခေါက်တံမကိုအတန်ဖြောက်ပြီးတော့အတန်မထွက်ပဲနဲ့ခေါက်တံ restaurant လို့ဒီလိုခေါ်တယ်အဲ့တော့အနွယ်နာမည်လို့ဒီလိုမှတ်ထားတာအဲ့တော့မိဓာတုကပု္ပ္ပအခိဝေဒနာယထာကိဉ္ခတိမင်းမေးချင်တာမေးပါလို့ဟောဒီလိုမေးချင်တာမေးလို့ပြောနိုင်တာမြတ်စွာဘုရားပဲပြောနိုင်တယ်ကျန်တဲ့ပုဂ္ဂိုလ်တွေပြောရဘူးဒီလိုရှင်သာရိပုတ္တရာတောင်ဒီလိုမပြောဘူးမြတ်စွာဘုရားကမေးချင်တာမေးပါသို့မဟုတ်ကြိုက်တဲ့အချိန်မေးလို့ပြောတာမေးတော့သူကစပြီးတော့မေးတယ်ဘုရားရှိခိုးခွင့်ပြုချက်လည်းရရောဗာမေးတော့ဆိုတပည့်တော်ခေါင်းထဲမှာပြတဲ့တပည့်တော်တို့တော့ပြောမယ်မထင်ပါဘူးเนาะကျွန်တော်ခေါင်းထဲမှာဥပမာလေးတစ်ခုပေါ်လာတယ်တဲ့ခုပြောမလို့ဥပမာလေးတစ်ခုပေါ်လာတယ်ပြောပါတဲ့ဘုရားဥပမာပြောပါလို့ဆိုလောကမှာတဲ့ဒီသစ်ပင်တွေဝါပင်တွေအပင်တွေအားလုံးဟာမြေကြီးပေါ်မှာမှီပြီးတော့ပေါက်ကြတာရေမြေတောတောင်တွေအားလုံးဟာမြေကြီးပေါ်မှာမှီပြီးတော့ပေါက်ပြီးတော့ကြီးပွားနေကြတာတဲ့အဲ့ဒါလိုပဲအင်အားကိုသုံးချပြီးလောက်ရတဲ့အလုပ်တွေဟာလည်းမြေကြီးပေါ်ရပ်ပြီးတော့လုပ်ကြရတာတဲ့အောက်ကယတ္တိယတစ်ခုရှိမှလုပ်လို့ရတယ်ပေါ့အဲ့ဒီဥပမာအတိုင်းပဲတဲ့အဲ့ဒီဥပမာအတိုင်းပဲတရဝါတွေမှာရုပ်ဆိုတာကိုယ်ပိုင်ဖြစ်တယ်ဝေဒနာဆိုတာကိုယ်ပိုင်ဖြစ်တယ်အတ္တဖြစ်တယ်ပညာဆိုတာလည်းအတ္တပဲကိုယ်ပိုင်ပဲသင်္ခါရဆိုတာလည်းအတ္တပဲကိုယ်ပိုင်ပဲဝိညာဏဆိုတာလည်းအတ္တပဲခန္ဓာကိုယ်ဆိုတာအလုံးဟာအတ္တတွေကြီးပဲငါလို့ပြောရမယ်အခြေအနေတွေကြီးပဲအဲ့ဒီရုပ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်လို့ဆိုတဲ့ဒီလူရဲ့ဘဝကိုဖွဲ့စည်းထားတာဟာကြည့်လိုက်မယ်ဆိုရင်ဒီ၅မျိုးကလွဲရင်ဘာမှမရှိဘူးသူအဲ့ဒါတော့သိတာပဲเนาะ
ရုပ်ဝေဒနာတင်ညာသင်္ခါရဝိညာဏလို့ဆိုတဲ့ဒီရုပ်ခန္ဓာရဲ့ခံစားချက်ရဲ့မှတ်သားချက်ရဲ့စိတ်ဆော်အထုတ်ချက်တွေရဲ့အသိစိတ်တွေအလုံးစုပေါင်းပြီးတော့ဖွဲ့စည်းထားတာအဲ့ဒါတွေဟာငါတွေပဲအတ္တတွေပဲကိုယ်ပိုင်တွေပဲအဲ့ဒီပေါ်မှာအမိပြုတ်ပြီးတော့ကုသိုလ်ကံအကုသိုလ်ကံဆိုတာလောက်ကြရတာတဲ့အလုံးလုံးတဲ့အခါမှာမြေကြီးပေါ်ရက်ပြီးတော့လောက်ရတယ်တစ်ပင်ဝက်ပင်တွေဟာလည်းပဲမြေကြီးပေါ်မှီပြီးတော့ရှင်သန်ပေါက်ဖွားကြတယ်အဲ့ဒါလိုပဲကံတရားတွေဟာလည်းပဲရုပ်ဆိုတဲ့အတ္တဝေဒနာတင်ညာသင်္ခါရဝိညာဏလို့ဆိုတဲ့အတ္တအဲ့ဒီအတ္တပေါ်မှာမှီပြီးတော့မှသာလေကုသိုလ်ကံအကုသိုလ်ကံလုပ်ပြီးကုသိုလ်ကံအကုသိုလ်ကံရဲ့အကျိုးတွေကိုခံစားကြရတာတဲ့သူပြောပုံကြည့်တာနော်ငါမရှိရင်ဘယ်သူရမှာတော့တဲ့ဒါတွေဟာငါတွေပဲမဟုတ်လားတဲ့ရုပ်ဝေဒနာတွေဟာငါဟာတွေငါပိုင်တဲ့ဟာတွေပဲသူပြောပုံကကိုယ်ခန္ဓာကိုယ်ရှိတဲ့ရုပ်ဟာလဲငါပဲဝေဒနာဟာလဲငါပဲတင်ညာလဲငါပဲသင်္ခါရလဲငါပဲဝိညာဏလဲငါပဲအဲ့ဒီငါဆိုတဲ့ငါပိုင်တဲ့အရာငါသဘောကျဖြစ်နိုင်တဲ့ငါဆိုတဲ့ဒီအရာပေါ်မှာမိတီးပြီးတော့ကောင်းမှုမကောင်းမှုဆိုတာလဲလုံးကြတယ်ကောင်းမှုမကောင်းမှုရဲ့အကျိုးကျေးဇူးကိုလည်းခံစားကြရတယ်အဲ့ဒါကိုရုပ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်ကိုအတ္တမဟုတ်ဘူးလို့ပြောတာဟာအလုံးကိုမှားတယ်ပေါ့သူကဒီလိုပြောကြတာနော်အဲ့လိုပြောတော့မြတ်စွာဘုရားသူ့ကိုကောက်မေးလိုက်တယ်ဩမင်းကရုပ်ကိုငါလို့ပြောကြတာလားတဲ့အတ္တလို့ပြောတာလားတဲ့ရူပံမေအတ္တဝေဒနာမေအတ္တရုပ်ဟာငါပဲဝေဒနာဟာလည်းငါပဲငါအလိုကြဖြစ်တဲ့အရာပဲတင်ညာလည်းငါအလိုကြဖြစ်တဲ့အရာပဲသင်္ခါရဟာလည်းငါအလိုကြဖြစ်တဲ့အရာဝိညာဏဆိုတာလည်းငါအလိုကြဖြစ်တာပဲလို့ဒီလိုပြောချင်တာလားလို့ဒီမေးခွန်းလေးမေးလိုက်တဲ့အခါမှာသူကကြားခွက်ရွှေ့တယ်လို့တကွက်မှားသွားတယ်နော်ဖះမေးလိုက်တော့မှသူကသူတွန့်သွားတယ်နည်းနည်းတွန့်သွားတဲ့အခါကျလူကကြောက်ရင်အဖော်ရှာတတ်တယ်လေဖះကမေးလိုက်တာအော်မင်းကအဲ့ဒါလို့ဆိုချင်တာလားရုပ်ဝေဒနာတင်ညာသင်္ခါရတွေဟာငါလို့ငါဟာလို့ငါအလိုချဖြစ်တဲ့အရာတွေလို့ပြောချင်တာလားလို့ဆိုတော့သူကဘာပြောတော့ဆိုရင်ဟုတ်ပါတယ်ရှင်ခေါ်တော့မှကျွန်ုပ်လည်းပြောပါတယ်ဟောဤပိဋကကြီးကလည်းဒီတိုင်းပြောပါတယ်ပိဋကဆွဲထည့်လိုက်ပြီအဲ့ကြတော့နော်ငယ်ငယ်တုန်းကဖတ်ဖူးတဲ့ပုံဥထုလေးသွားတတိယသစ္စကလောက်ပုံကတော့နော်လူနှစ်ယောက်ခရီးသွားတဲ့လမ်းမှာအဖိုးတန်တဲ့ပစ္စည်းလေးတစ်ခုရတဲ့အခါကျတော့ငါတွေ့တာငါဟာဆိုပြီးတော့တယောက်ကသူများပေးရမှာဆိုငါရင်တွေ့တာဆိုပြီးအဲ့ပစ္စည်းကိုသူယူတယ်နော်ငါတွေ့တာမကြခင်မှုပိုင်ရှင်ကပေါ်လာလိုက်လာခိုးဘူးနဲ့ဆွဆွဲတဲ့အခါကျတော့အဲ့ကြတော့ပထမတော့အိုင်နဲ့ပြောလာတာအဲ့ကြတော့ဝီလို့ဖြစ်လာတယ်နော်I find out ကိုလူမပါအောင်လို့သူကငါတွေ့တာငါဟာငါနဲ့ပဲဆိုင်တယ်ကိုလူတယောက်ကငါတို့နှစ်ယောက်တူတူမြင်တာတဲ့ဟာမဆိုင်ဘူးမင်းနဲ့မဆိုင်ဘူးငါရင်မြင်တာအဲ့ဒါလို့သူကငါပိုင်စည်းကျင်တာဟိုကပိုင်ရှင်ပေါ်လာပြီးတော့ဆွဲတဲ့အခါကျတော့ဟုတ်တယ်ကျွန်တော်တို့နှစ်ယောက်စလုံးမြင်တာဖြစ်သွားတယ်အဲ့ဒီကျတော့ဟိုလူကပြောတော့မင်းခုနကတော့အိုင်နဲ့ပြောတယ်အခုမှဝီလာမလုံးနဲ့အခုလည်းပဲသစ္စကငကိုတော့ကသူအိုင်ပြောနေတာအခုဝီဖြစ်သွားပြီသူတင်ဒီလိုယူဆတာမဟုတ်ပါဘူးတဲ့ဟောဒီပိဋကကြီးကလည်းဒီတိုင်းပဲယုံကြည်ပါတယ်ယူဆပါတယ်သူစိတ်ထဲမှာထင့်သွားပြီပေါ့ဒီမေးခွန်းလေးမေးလိုက်တဲ့အခါအဲ့ဒီချိန်မှာမြတ်စွာဘုရားကလည်းသားတယ်လေသစ္စကတဲ့လူတွေဆွဲမထည့်နဲ့ကိုယ်ဝါဒကိုပြောတယ်ပိဋကကိုဆွဲမထည့်နဲ့တဲ့ကိုကြိုက်တာကိုပြောလို့ဆိုတော့အဲ့ဒီကြတော့မှသူကဟုတ်ပါတယ်ကျွန်တော်ဒီလိုယူဆရှိပါတယ်အေးဒါဖြင့်ကောင်းပြီတဲ့သူအဲ့ဒီမှာမြတ်စွာဘုရားကောက်ပြီးတော့မေးတာကောင်းပြီတဲ့မင်းကရုပ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်ဆိုတဲ့ခန္ဓာ၅ပါးဟာငါပိုင်တယ်ငါအလိုတိုင်းဖြစ်တယ်လို့အတ္တလို့ဆိုလို့ရှိရင်ကိုယ်ပိုင်တာဖြစ်တယ်ကိုယ်ပိုင်တာဖြစ်ရင်ကိုယ်လိုတိုင်းဖြစ်တယ်လို့ဆိုတာဟုတ်ပြီတဲ့မင်းဒီလိုယူဆတယ်ဆိုရင်တိုင်းပြည်တစ်ပြည်ကိုအုပ်ချုပ်တဲ့ဘုရင်တစ်ပါးဟာသ
သူအုပ်စိုးတဲ့နိုင်ငံဟာသူဆန္ဒအတိုင်းဖမ်းကျင်တဲ့လူဖမ်းလို့ရတယ်တတ်ချင်တဲ့တတ်လို့ရတယ်တိုင်းပြည်ကနှင်ထုတ်ချင်တဲ့လူနှင်ထုတ်လို့ရတယ်ဥပမာမဲ့တဲ့ကောသလတိုင်းကိုဆိုရတဲ့ပသိနေရီကောသလဘုရင်မကရာတိုင်းကိုဆိုရတဲ့အဇာတတဘုရင်အဇာတတဘုရင်လို့ပြောလိုက်တဲ့ဖြင့်သစ္စာကနဲ့မြတ်စွာဘုရားနဲ့တွေ့တဲ့အချိန်ကိုခံမှန်းလို့ရတယ်ဒီစကားလေးကြောင့်ခံမှန်းလို့ရတယ်အဲ့ဒီအချိန်မှာဗေမိတာရမရှိတော့ဗေမိတာရဘယ်အချိန်မရှိတာတော့အဇာတတဘယ်အချိန်နန်းတက်တာတော့ဆိုမြတ်စွာဘုရားပြိဋိဘံမစံငင်8နှစ်အလိုနန်းတက်တာဆိုတော့သက်တော်82နှစ်ဆိုတာခံမှန်းလို့ရသွားပြီသိလို့ရတယ်ပေါ့အဲ့တော့အဲ့ဒီမှာမကရာတိုင်းကိုဆိုရတဲ့အဇာတတဘုရင်နော်အဇာတတဘုရင်ကြီးကသူ့နိုင်ငံမှာသူအုပ်စိုးတဲ့နိုင်ငံအတွင်းမှာသူစီရင်ကျင်တာတွေသူစီရင်လို့ရတယ်မဟုတ်လားတဲ့တိုင်းသူပြည်သားတွေပေါ်မှာသူအုပ်စိုးတယ်ဆိုရင်သူစီရင်လို့စီရင်လို့ရတယ်ဆိုတော့သူကဝန်ခံလိုက်တယ်မှားပြီးတော့သူဝန်ခံလိုက်တာရှင်ဘုရားရတာပေါ့တဲ့အဇာတတတို့ပသိနေရီကောသလတို့လို့ဧကရိဘယင်နေမပြောနဲ့တဲ့စုပေါင်းအုပ်ချုပ်တဲ့ဟောဒီဝေသာလီတို့မန္လတို့ဝိစီတို့မန္လတို့ဘယင်နေတောင်မှပဲတိုင်းပြည်ကိုစီမံအုပ်ချုပ်နိုင်ခွင့်ရှိတယ်အဲ့လိုပြောလိုက်တာအဲ့ဒီပြောလိုက်တဲ့အချိန်မှာသူမှားခွက်သူကြားခွက်ကိုရွှေ့လိုက်တာမှားသွားတယ်အဲ့ဒီချိန်မြတ်စွာဘုရားကဖမ်းကန်လိုက်တယ်ဆိုအဲ့ဒီလိုဆိုလို့ရှိရင်တဲ့မင်းခန္ဓာကိုယ်ကြီးပေါ်ရောငါယုတ်ဟာဒီလိုဖြစ်စေဒီလိုမဖြစ်စေနဲ့လို့မင်းဆန္ဒအတိုင်းအုပ်ချုပ်လို့ရသလားဟောအဲ့ကြတော့သူချွေးပြန်သွားပြီအဲ့နာလေးမှာချွေးပြန်သွားတာဘေးကနေပြီးတော့ကြည့်ကုန်ကြပြီအတန်လေးတွေထွက်လာကြပြီခုနလေးကစီဒီနာစီသူပြောခက်သွားပြီဘာဖြစ်လို့တော့ဆိုသူသဘောပေါက်တယ်သူကဝါဖိုက်မိုက်ကြီးအစားလဲကြီးပုံရတယ်ပညာတွေကြီးလို့အစားကြီးတာပညာတွေကြီးလို့ဆိုပြီးတော့သူကကပတ်ကြီးပတ်ထားလေကပတ်ကြီးပတ်ထားတာတကယ်ကတော့အစားကြီးတာဟိုကလေးတယောက်ကိုဖတ်ကြီးပူနေတော့မေးကြည့်တယ်အဲ့ကောင်မင်းပိုက်ထဲကဘာတွေတုံးလို့ဆိုမုံနေတယ်အဲ့ဒါလို့ပြောတယ်လို့ပဲသူအစားကြီးတော့သူ့ပိုက်ထဲကထမင်းနေပေါ့ဒါပေမဲ့သူကထမင်းလို့မပြောဘူးသူ့ပိုက်ကြီးဟာပညာဉာဏ်နဲ့ပေါက်ထွက်မှာဆိုလို့ဒီကပတ်ပတ်ထားရတယ်လို့ပြောတာအဲ့ဒီမှာမြတ်စွာဘုရားကဒီလိုဆိုလို့ရှိရင်တဲ့မင်းရုပ်ပေါ်မင်းဒီလိုရောအုပ်ချုပ်လို့ရလားတဲ့ငါရုပ်ဟာဒီလိုအသွင်တရံနဲ့မဖြစ်စေနဲ့ဟိုလိုအသွင်တရံဖြစ်စေလို့မင်းရုပ်ပေါ်မှာအမိတ်ဩဇာအာဏာပေးပြီးတော့ကိုယ်ဆန္ဒအတိုင်းဖြစ်အောင်လုပ်လို့ရတာလို့ဆိုအဲ့ကြတော့သူမဖြေတော့အကယ်၍သာရတယ်လို့ပြောရင်ဝိုင်းပြီးတော့သူ့ကိုပြောကြတော့မှလေငါတို့လိုချောချောလှလှလေးဖြစ်အောင်လုပ်ပါလားဘာလို့ဗိုက်ပူနံငါကြီးဖြစ်နေရတော့ဒါကြတော့မှလေသစ္စာကကြီးကိုဝိုင်းပြီးတော့ပြောကြတော့မှအဲ့ဒါကိုသူသိသွားတော့ကြားခွက်ရွှေ့လိုက်တာမှားသွားတယ်သူဒီခွက်ကလုံးဝမှားသွားတော့ဘယ်လိုမှသူရှေ့မတိုးနိုင်နောက်မဆုံးနိုင်ဖြစ်သွားမဖြေဘူးမင်းခန္ဓာကိုယ်ပေါ်မှာမင်းရုပ်တွေပေါ်မှာဒီလိုဆိုရသလားဝေဒနာတင်ညာသင်္ခါရဝိညာဉ်တွေပေါ်မှာကိုဖြစ်တယ်လို့ဖြစ်တယ်ဆိုရင်အခုလို့ကြီးစိုးလို့အုပ်ချုပ်လို့ရသလားလို့မေးတော့မဖြေဘူးမြတ်စွာဘုရားမဖြေလို့မရဘူးတဲ့ဒီမေးခွန်းဖြေရမယ်တဲ့ဒုတိယအကြိမ်ထပ်မေးတယ်မဖြေဘူးမဖြေတော့မြတ်စွာဘုရားပြောတယ်ငါ၃ချိန်မေးလို့မှမဖြေရင်ခေါင်း9စိတ်ကွဲတတ်တယ်နော်တဲ့6တာမဟုတ်ဘူးနော်ခေါင်း9စိတ်ကွဲတယ်ခေါင်း9စိတ်ကွဲတယ်ဆိုတာကိုကြံ့ကြံ့ဖန်ဖန်စဉ်းစားကွဲခြင်းကွဲရင်9စိတ်ဆိုတော့မာကနန်းကြီးဖြစ်မနေဘူးလားခွန်ဆိုတော့မာကနန်းဖြစ်နေတယ်ကွဲခြင်းကွဲရင်6စိတ်တို့4စိတ်တို့ဒီလိုကွဲနေတာပေါ့ခေါင်းမှာဘာဖြစ်လို့9စိတ်ကြီးပဲပြောရတယ်လဲလို့ဆိုတာကိုကြံ့ကြံ့ဖန်ဖန်ရှာပြထားတဲ့ကျမ်းရှိတယ်ဘယ်လို9စိတ်ယူတာတော့ခေါင်းမှာအုံနောက်ဆိုလို့ရှိရင်လည်းသူ့အပိုင်းလေးတွေရှိတယ်သူကအဲ့ဒီအပိုင်းနဲ့ပြောတာလည်းမဟုတ်ဘူး
ခေါင်းရိုးတွေအဆက်တွေကြည့်မယ်ဆိုလို့ရှိရင်ခုနှစ်စိတ်မဟုတ်ဘူးသုံးစိတ်တော့ရှိကောင်းရှိနိုင်တယ်နော်အဲ့ဒီမှာခုနှစ်စိတ်ကဘယ်လိုဖြစ်တာတုံးလို့ဆိုခေါင်းပိုင်းကိုကြည့်လေးလာကြည့်လိုက်အင်္ဂါရက်တွေဘယ်နှခုရှိတော့မျက်စိရှိတယ်နားရှိတယ်နှာခေါင်းရှိတယ်ရှားရှိတယ်ပေါ့မျက်စိကလည်းဘယ်ဘက်မျက်လုံးကတခြားညာဘက်မျက်လုံးကတခြားဒီလိုဖြစ်သွားနိုင်တယ်꿰လိုက်နားကလည်းဟိုဘက်တခြားဒီဘက်တခြားဖြစ်သွားနိုင်တယ်နှာခေါင်းကလည်းပဲတပေါက်စီဖြစ်သွားနိုင်တယ်အဲ့ဒီမှာရင်6စိတ်ရပြီလေရှာကတစ်စိတ်ပေါ့ခန္ဓာကိုယ်ရဲ့ပါတဲ့ organ တွေဟာတစားစီဖြစ်သွားတာကိုဆိုလို့တယ်တဲ့ဒါကျဉ်းကျဉ်းဖမှန်ရေးထားတဲ့စာအုပ်ကရှိသေးတယ်နော်အလို့ဆိုရင်ခုနှစ်စိတ်ဘယ်လိုစိတ်မလဲဆိုရင်စိတ်ဖို့ခက်နေလိမ့်မယ်မျက်စိကလည်းတပေါက်စီနားကလည်းတပေါက်စီနှာခေါင်းကလည်းတပေါက်စီကျန်တာကရှာခုနှစ်စိတ်အဲ့ဒီလိုမြတ်စွာဘုရားကအတိအလင်းသူ့ကိုတနာတဲ့အနေနဲ့ပြောတာငါမေးတာကိုမဖြေလို့မရဘူးတဲ့မဖြေရင်တော့ခုနှစ်စိတ်꿰လိုက်မယ်အဲ့ဒီအချိန်လေးမှာသူ့မျက်စိတွေဗာမြင်လာတော့ဆိုရင်ဝရစိန်လက်နဲ့ကြီးကင်ပြီးတော့သူ့အပေါ်ကနေပြီးတော့ဘလူးကြီးတစ်ကောင်ရောက်လာပြီးတော့မိုးထားတာကြီးကိုမြင်တယ်ဖြေရင်ဖြေမဖြေရင်ခေါင်းရိုက်ခွဲတော့မယ်နော်ခုနှစ်စိတ်꿰အောင်သူကအသွားခုနှစ်ခုပါလာတာမသိဘူးအဲ့ဒါကြီးနဲ့ချိန်တဲ့အခါကျတော့သူကြောက်လာတော့မှမြတ်စွာဘုရားကိုလျှောက်တယ်ရှင်ဘုရားတဲ့မေးပါတပည့်တော်ဖြေပါတော့မယ်ဆိုမြတ်စွာဘုရားခုနကတိုင်းပြည်အုပ်ချုပ်တဲ့ဘုရင်တွေဟာဒီတိုင်းသူပြည်သားတွေပေါ်မှာသူတို့အစွမ်းတတ္တိသူတို့ရဲ့အရေးချင်းနဲ့မိမိရဲ့အလိုဆန္ဒတိုင်အုပ်ချုပ်နိုင်ခွင့်ရှိသလိုမိရဲ့ရုပ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်ဆိုတဲ့ဒီခန္ဓာ၅ပါးပေါ်မှာအဲ့ဒါလိုအုပ်ချုပ်နိုင်သလားလို့မေးလိုက်တော့မအုပ်ချုပ်နိုင်ပါဘူးဖြစ်သွားအဲ့ဒီကြတော့မှသူဖြောင်းချက်ပေးတာနော်မအုပ်ချုပ်နိုင်ပါဘူးတဲ့ဖခင်ကတစ်ခုစီမေးတယ်အေးတော့နဲ့ခုနကစကားနဲ့အခုစကားရှင်းတော့မညီတော့ဘူးတဲ့ခုနတော့ကရုပ်ဟာအတ္တဝေဒနာအတ္တတင်ညာဟာအတ္တသင်္ခါရဟာအတ္တဝိညာဏဟာအတ္တကိုပိုင်တာဖြစ်လို့ကိုယ်စိတ်တိုင်းကြဖြစ်နိုင်တယ်လို့ခုနကပြောထားတယ်အခုတော့မအုပ်ချုပ်နိုင်ပါဘူးဆိုတော့ရှေးစကားနဲ့နောက်စကားမစမ်းမိဘူးမင်းတတိထားဖြေတခုစီဖះကမေးတယ်မေးတိုင်းပိဋကကြားအောင်မြတ်စွာဘုရားမေးလိုက်သူကဖြေလိုက်ရမြေးလိုက်ဖြေလိုက်ရနဲ့ခန္ဓာ၅ပါးဆို၅ခါတော့ဖြေရတယ်သူမဟုတ်ပါဘူးဆိုတာဖြေရတယ်အဲ့ဒါလို့ဖြေလိုက်တဲ့အခါကျတော့သူဘာမှပြောစရာမရှိတဲ့အနေအထားမျိုးမှာဖြေလဲပြီးရောမြတ်စွာဘုရားကပြောတယ်ဝေသာလီပြည်ထဲမှာမင်းမကြာခဏပြောတယ်မဟုတ်လားတဲ့ငါအယူဝါဒနဲ့ပတ်သက်ပြီးတော့ဆွဲကင်ပြီးတော့လှုပ်ရမ်းလိုက်လို့ရှိရင်ဖះလိုဝန်ခံတဲ့ပုဂ္ဂိုလ်တွေအပါအဝင်ငါရဲ့ဒီအယူဝါဒနဲ့ပတ်သက်ပြီးတော့ပြောဆိုလိုက်လို့ရှိရင်ပြန်ပြီးခြေပန်းနိုင်တဲ့ပုဂ္ဂိုလ်တယောက်မှမရှိဘူးအမွှေးရှိတဲ့သွေးတိုးတကောင်ကိုအမွှေးကင်ပြီးတော့ဆွဲရမ်းတယ်လို့ငါဆွဲရမ်းပြမယ်လို့ပြောခဲ့တယ်မဟုတ်လားပြီးတော့ငါမေးလိုက်လို့ချွေးပြက်ကြသွားမယ်ပုဂ္ဂိုလ်ကြီးပဲမင်းဒီလိုပြောခဲ့တယ်မဟုတ်လားအခုကြည့်လေတဲ့မင်းမှာချွေးတွေပြန်နေပြီတဲ့အခုမဖြေနိုင်တော့ချွေးပြန်နေပြီတဲ့ငါမှာတော့ချွေးတစ်စက်မှမထွက်ဘူးမယုံကြည်ဆိုပြီးတော့သင်္ကန်းယုံထားတဲ့ထဲကမြတ်စွာဘုရားသင်္ကန်းလေးကိုနည်းနည်းလှပ်ပြနော်မြတ်စွာဘုရားကိုယ်တိုင်သင်္ကန်းလေးကိုလှပ်ပြတာအဲ့ဒီနေရာလေးပါရှေ့လှပ်ပြတယ်ဆိုတော့အများကြီးလှပ်ပြတယ်လို့တော့မအောင်မိတ်နေနဲ့သင်္ကန်းယုံထားတဲ့နေရာလေးကိုလက်ဘင်းနားမှာချွေးမထွက်ဘူးဆိုတာကိုပြတာမြတ်စွာဘုရားအဲ့ဒီနေရာမှာမုဒ္ဒရာဆိုတာနော်အခုခေတ်မုဒ္ဒရာလို့ဆိုတာတွေကဓမ္မစက်ကမုဒ္ဒရာဆိုတာလဲစိတ်ကူးနဲ့ထုထားတာဓမ္မစက်ကြတရားဟောတော့မြတ်စွာဘုရားကအဲ့လိုလက်ချောင်းကလေးထောင်ပြီးတော့လုံနေတာလို့စာထဲမှာတော့မပါဘူးနော်ဘူမိဖန္တမုဒ္ဒရာဆိုတာကြတော့စာထဲမှာပါတယ်မြေကြီးကိုညွှန်းတာဒါပေမဲ့အဲ့ဒီအချိန်မှာဘုရားမဖြစ်သေးဘူးမြေကြီးကိုမန္တကလာပြီးတော့
မြတ်စွာဘုရားနောက်ဆက်တဲ့အချိန်မှာမြတ်စွာဘုရားငါရဲ့တသက်ဟာမြေကြီးပဲဆိုပြီးတော့လက်ညှိုးညွှန်ပြအဲ့ဒါမှမုဒ္ဒရာတစ်ခုလို့ပြောလို့ရတယ်နောက်စာပေထဲမှာပါတယ်မုဒ္ဒရာဆိုတာအခုသစ္စကပြောရင်ကနေငါမှချွေးတစ်စက်မှမထွက်ဘူးဆိုပြီးတော့လေပင်ပတ်ထားတဲ့သင်္ကန်းလေးကိုလှပ်ပြတာလေးအဲ့ဒါလေးဟာမြတ်စွာဘုရားကိုယ်တိုင်လှပ်ပြတာမို့ဒီမုဒ္ဒရာတော့ထုလို့ကိုးဝယ်တာသိမတွေ့ရဘူးနော်အဲ့ဒီဘိက္ခုမုဒ္ဒရာဆိုတာကြတော့လက်ကိုဆန်တန်းပြီးတော့ရှင်ကုဏ္ဏညာတို့ကိုအဲ့ဒီဘိက္ခုခေါ်တာအဲ့ဒီမုဒ္ဒရာလည်းရှိတယ်နောက်တစ်ခုကမြတ်စွာဘုရားရှင်မကတ္တဗကြီးကိုချီးမွမ်းတဲ့အနေနဲ့ကတ္တဗဟာလာလို့ချစ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်တရားဓမ္မတွေပေါ်မှာသူတွေ့တာမှုအမြဲတမ်းကင်းနေပေါ့ဆွမ်းခံယုံတတ်ပဲဘယ်တရားဓမ္မမှာရောရောနှောနှောမရှိဘူးဆိုပြီးတော့ကောင်းကင်ကလာလေးဟာဘယ်နဲ့ခတ်ကြတာယာနဲ့မှတွေ့တာမှုမရှိပဲနဲ့သူ့လမ်းကြောင်းကိုသူသွားတယ်ကတ္တဗဟာလည်းပဲလာလို့ပဲလို့ဆိုပြီးတော့မြတ်စွာဘုရားဒီလပမာစန္ဒုပမသုတ်ကိုဟောရင်းကနေပြီးတော့ကြည့်တယ်ငါလက်ကလေးဟာဘယ်မှမညှိဘူးဆိုပြီးတော့လက်လေးကိုခါရမ်းပြတယ်ကောင်းကင်မှာအဲ့ဒါလည်းမုဒ္ဒရာတစ်ခုပဲအဲ့ဒီမုဒ္ဒရာလည်းထုလို့ကိုးကွယ်တာသိမတွေ့ရဘူးစာထဲမှာတွေ့ရတဲ့မုဒ္ဒရာအေဟိဘိက္ခုတို့အခုပြောတဲ့ဘူမိဖတ်တာတို့အခုပြောတဲ့ဒီသစ္စကကိုသင်္ကန်းစာလေးကိုလှပ်ပြတာလေးတို့ဒီမုဒ္ဒရာတွေကိုတော့တွေ့ရတယ်ကောင်းကင်ကိုလက်ကလေးရမ်းပြတာတို့အဲ့ဒီမုဒ္ဒရာတွေတော့တွေ့ရတယ်လို့ဒီလိုဆိုတာပေါ့နော်ဟုတ်ပြီအဲ့လိုမြတ်စွာဘုရားကငါမှချွေးတစ်စက်မှမထွက်ဘူးမင်းပြောတယ်သူဝါဒနဲ့ပြိုင်လိုက်လို့ရှိရင်ပြတ်မဖြစ်နိုင်လို့ချွေးပြက်ပြက်ကျသွားမယ်လို့ပြောခဲ့တယ်ငါမှချွေးတစ်စက်မှမထွက်ဘူးချွေးထွက်နေတာမင်းပဲဖြစ်တယ်ဆိုပြီးတော့မြတ်စွာဘုရားကသူ့ကိုနှိပ်ကွက်ပြီးတော့ပြောကြတာအဲ့ဒီလိုနှိပ်ကွက်ပြီးအနိုင်ယူတာဟာမြတ်စွာဘုရားကသူ့ကိုမုန်းတီးလို့အနိုင်ယူတာမျိုးမဟုတ်ဘူးသူ့လွဲမှားနေတဲ့အမြင်တစ်ခုပျောက်ကင်းသွားစေတဲ့မေတ္တာကရုဏာနဲ့သူ့ရဲ့မှားယွင်းချက်တွေကိုထုတ်ဆောင်ပြီးတော့အနိုင်ယူတာဖြစ်တယ်သူ့ကိုချွေးပြန်သွားအောင်ဘုရားကလှုပ်တာမဟုတ်ဘူးသူ့ဘာသူကြောက်ပြီးတော့ချွေးပြန်တာလို့ဆိုလိုတယ်နော်မြတ်စွာဘုရားကသူ့ကိုနှိပ်ကွက်တာမဟုတ်ဘူးသူ့ဘာသူသူ့ယူဝါဒနဲ့သူ့ဘာသူမှားပြီးတော့ကြားွက်မှားရွှေ့ရနေပြီးတော့ချွေးပြန်သွားတာလေမြတ်စွာဘုရားမေးလိုက်တဲ့မေးခွန်းသူမဖြေနိုင်တော့ဘူးဖြေရင်သူ့ကိုသူ့ပေါ်ရောက်လာမဲ့အပြစ်ကိုသူ့ဟာသူသိသွားတယ်ပေါ့သူပြောခဲ့တဲ့စကားတွေဟာအလွန်ကျွံပြောခဲ့တာကိုမြတ်စွာဘုရားပြန်ပြီးတော့ရှင်းပြတာအဲ့ဒီကြတော့သစ္စကကြီးဘာဖြစ်လဲဆိုရင်ချွေးတွေပြိုက်ပြိုက်ထားပြီးခေါင်းမဖော်တော့လီငုတ်ခိုက်ဆိုင်ကြပြီးတော့မှိုင်ပြီးဘာစကားမှမပြောတော့ဘဲနဲ့ငုတ်တုတ်ကြီးထိုင်အဲ့ဒီလိုငုတ်တုတ်ထိုင်နေတော့သူ့ရဲ့တပည့်ចောင်းသားတွေလက်ဆွေမင်းသားတွေကပြုံးစီနဲ့လှုပ်လာဘာလို့လို့ဆိုစာတေရင်သူကသိပ်ပြီးတော့ငော့တာနော်သူတို့ကိုဆရာဆိုပြီးတော့မမနာတာအကြီးတာသူကနှိပ်ကွက်တယ်ပေါ့သူတပည့်တွေအဲ့ဒီမှာအခွင့်လဲရရောဒုံမုခဆိုတဲ့လက်ဆွေမင်းသားတယောက်ကထပြီးဘာပြောတော့ဆိုအရှင်ဘုရားတဲ့တပည့်တော်ဥပမာလေးတခုခေါင်းထဲမှာပေါ်လာတာလျှောက်ပြရစေပါတယ်သူငြိမ့်နေတဲ့အချိန်လေးမှာထလျှောက်တော့မြတ်စွာဘုရားပြောပါတဲ့ဆိုအဲ့ဒီလက်ဆွေမင်းသားကဘာပြောတော့ဆိုတပည့်တော်တို့လက်ဆွေကရေကန်ကြီးတခုရှိတယ်ဗျာတဲ့အဲ့ဒီရေကန်ကြီးတဲ့ကပစုံလုံးတစ်ကောင်ဟာပေါ်တက်လာတာတဲ့တက်လာတဲ့အခါကျတော့မင်းသားဒီလူငယ်လူရွယ်တွေကတဲ့အဲ့ဒီပစုံလုံးကိုဖမ်းနေတယ်ဖမ်းပြီးတော့လွတ်တဲ့အခါမှာပစုံလုံးကခြေထောက်ကလေးတွေနဲ့ဓမ္မလေးတွေအားပြုပြီးတော့ရေကန်ကြီးတဲ့ပြန်ဆင်းနေတယ်ရေကန်ကြီးတဲ့ကဆဲတင်လိုက်သူကပြန်ဆင်းလိုက်ဆိုတော့ဟာဘာကြောင့်ဆင်းနေတာတော့ဆိုပြီးတော့ဓမ္မတစ်ခုချိုးလိုက်နောက်တစ်ခါဓမ္မတစ်ခုချိုးလိုက်ခြေထောက်တွေချိုးလိုက်နေဆိုတော့နောက်ဆုံးမှာပစုံလုံးဟာရေထဲပြန်မဆင်းနိုင်တော့ဘူးတဲ့ပစုံလုံးမသိရင်ခဏန်းကောင်လို့သာမှတ်ပြီးတော့နော်အဲ့ဒီဓမ္မတွေခြေထောက်တွေလှုပ်ရှားတဲ့ဟာတွေကိုအကုန်လုံးတစ်ခုချင်းချိုးပြစ်လိုက်တဲ့အခါကျတော့ရေကနာကုန်းပေါ်တင်ထားတဲ့ခဏန်းကောင်ကြီးကရေထဲကိုပြန်မဆင်းနိုင်တော့ဘူးအဲ့ဒါလိုပဲတဲ့အရှင်ဘုရားတဲ့
မာနကြီးသမျှမာနအစွဲတွေကိုအခုသစ္စကရဲ့မာနအစွဲတွေကိုအရှင်ဘုရားချိုးလိုက်တာဘယ်တော့မှအရှင်ဘုရားစီဝါရလာပြိုင်ရဲတော့မှမဟုတ်ဘူးလို့ပြောတယ်သူလည်းပြောလိုက်ရောသစ္စကခေါင်းထောင်လာပြီဟဲ့ကောင်တိတ်တိတ်နေသိကျင်လူတွေကလည်းလိုက်လာတော့မှဟုတ်ပြောကျင်လို့ပါဇက်လုံနေတဲ့ကောင်တွေကများပြီသူ့အမြင်ကတ်ကြတယ်လေဒီအချိန်မှာထပြောကြတော့မှဥပမာပြောပြရစီနဲ့ဝင်တောင်းမှအဲ့မှာသူကမဖြစ်ဘူးတဲ့ဒီကောင်တွေတိတ်အောင်လုပ်ပါမင်းနဲ့စကားပြောတာမဟုတ်ဘူးငါရဟန်းကောဓမနဲ့ပြောတာမင်းတိတ်နေဝင်မပြောနဲ့ဆိုပြီးတော့သူနောက်ထပ်ပါဇက်မဟာခင်ပဲအရှင်ကောဓမတဲ့ဒါတွေအသာထားလိုက်ပါတဲ့အလကားစကားတွေပါတဲ့ဆိုပြီးတော့သူ့ပေါ်ရောက်လာတော့အလကားစကားတဲ့အလကားစကားတွေထားလိုက်ပါဗျာတဲ့ဒီပြောတော့အကျိုးရှိတာပြောအောင်အဲ့ဒီမှာသူမေးခွန်းတစ်ခုမေးတယ်ဗျာမေးခွန်းကြတော့လေရှင်းတာပဲသူမေးတာအရှင်ဘုရားရဲ့သာသနာမှာတဲ့အဆုံးအမဩဝါဒကိုပြည့်ပြည့်ဝဝလိုက်နာတဲ့ပုဂ္ဂိုလ်လိုက်နာပြီးတော့အရှင်ဘုရားရဲ့အဆုံးအမတိုင်းလိုက်နာကျင့်ကြံကြိုးကုပ်အထောက်လို့တန်တရားတွေလုံးဝကင်းသွားပြီရဲရဲဝံ့ဝံ့အရှင်ဘုရားရဲ့အယူဝါဒကိုလက်ခံနိုင်တဲ့အနေအထားကိုဘလောက်အတိုင်းအတာနဲ့မှရတာတော့လို့ဆိုတော့မြတ်စွာဘုရားဖြေတာအေးအတိတ်ကပဲဖြစ်စေအနာဂတ်ပဲဖြစ်စေပစ္စုပန်မှာပဲဖြစ်စေခန္ဓာကိုယ်နဲ့ပတ်သက်တာပဲဖြစ်စေသူတစ်ပါးတွေနဲ့ပတ်သက်တာပဲဖြစ်စေညံ့တာပဲဖြစ်စေကောင်းတာပဲဖြစ်စေဝေးတာပဲဖြစ်စေနီးတာပဲဖြစ်စေရုပ်မှန်သမျှကိုငါမဟုတ်ဘူးငါဟာမဟုတ်ဘူးငါရဲ့အတ္တမဟုတ်ဘူးလို့မှန်ကန်တဲ့အသိဉာဏ်နဲ့မြင်မယ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်တို့ကိုငါမဟုတ်ဘူးငါဟာမဟုတ်ဘူးငါရဲ့အတ္တမဟုတ်ဘူးလို့မှန်ကန်တဲ့အသိဉာဏ်နဲ့မြင်ပြီးဆိုလို့ရှိရင်ငါဘုရားရဲ့အဆုံးအမကိုလိုက်နာရရောက်တယ်တန်တရားကင်းပြီးတော့ငါဘုရားရဲ့သာသနာမှာရဲဝံ့တဲ့ပုဂ္ဂိုလ်တယောက်လို့ဒီလိုပြောနိုင်တယ်သောတပန်အဆင့်ကိုမြတ်စွာဘုရားဖြေလိုက်တယ်ဒါဖြစ်ပြရတဲ့အရှင်ဘုရားသာသနာမှာအာတဝါတွေကင်းကွာပြီးတော့လွတ်မြောက်မှုကိုရသွားတဲ့ယဟန္တာဆိုတာတော့ဘယ်လိုအဆင့်နှုံးလို့ဆိုတော့အေးအဲ့ဒီလိုငါမဟုတ်ဘူးငါမဟုတ်ဘူးငါရဲ့အတ္တမဟုတ်ဘူးလို့မှန်ကန်စွာသိပြီးတော့အဲ့ဒီယုံနံတရားတွေပေါ်မှာတဏှာအမြင်ဒိဋ္ဌိအမြင်တွေကနေပြီးတော့ကင်းလွတ်ပြီးတော့နိဗ္ဗာန်ကိုအာရုံပြုသွားနိုင်တဲ့အဆင့်အနုပါဒဝိမောက္ခအဲ့ဒီဆွဲလန်းမှုတွေအလုံးကလွတ်မြောက်ပြီးတော့နိဗ္ဗာန်ကိုအာရုံပြုနိုင်တဲ့အဆင့်ရောက်သွားတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်တော့သတ္တသနာတော်မှာလွတ်မြောက်တဲ့ပုဂ္ဂိုလ်ယဟန္တာပုဂ္ဂိုလ်လို့ခေါ်တယ်လို့အဲ့ဒီယဟန္တာဆိုတဲ့ပုဂ္ဂိုလ်ဟာလွတ်မြောက်မှုနဲ့ပတ်သက်လာလို့ရှိရင်သူဟာအကောင်းဆုံးအခြေအနေ၃ရပ်ကိုရရှိတယ်အကောင်းဆုံးအခြေအနေ၃ရပ်ဆိုတာဘာကိုဆိုလိုတာလဲလို့ဆိုလို့ရှိရင်သတ္တနာနုတ္တရိယဉာဏ်အမြင်နဲ့ပတ်သက်လာလို့ရှိရင်လည်းအကောင်းဆုံးဉာဏ်အမြင်တစ်ခုရသွားတယ်ဟောနောက်တစ်ခုကပฏิပဒါဆိုတဲ့အကျင့်တရားနဲ့ပတ်သက်လာရင်လည်းအကောင်းဆုံးအဆင့်ကိုရတယ်လွတ်မြောက်မှုနဲ့ပတ်သက်လို့ရှိရင်လည်းအကောင်းဆုံးအဆင့်ကိုရသွားတယ်ဆိုလိုတာကသတ္တနာဆိုတဲ့အမြင်မှလည်းပဲယဟန္တာဖြစ်သွားပြီရတ္တမေရောက်သွားပြီဆိုလို့ရှိရင်ရတ္တမေရတ္တဖို့ရသွားပြီဆိုရင်သတ္တနာအနုတ္တရိယအမြင်ထဲမှာတော့အကောင်းဆုံးပဲအကျင့်ထဲမှာလည်းပဲယဟန္တာဖြစ်အောင်ကျင့်တဲ့အကျင့်ဟာအကောင်းဆုံးအကျင့်ဖြစ်တယ်ယဟန္တာဖြစ်လို့ကိလေသာကလွတ်မြောက်သွားတာလည်းအကောင်းဆုံးလွတ်မြောက်မှုဖြစ်လို့ဝိမု ക്ത နုတ္တရိယအနုတ္တရိယ၃မျိုးအနုတ္တရိယဆိုတာအကောင်းဆုံးအမြတ်ဆုံးဒီလိုဆိုလိုတာပေါ့သတ္တနာနုတ္တရိယရဲ့ပฏิပဒါနုတ္တရိယရဲ့ဝိမု ക്ത နုတ္တရိယရဲ့လို့အဲ့ဒီအနုတ္တရိယ၃မျိုးနဲ့ပြည့်စုံသွားတယ်အဲ့ဒီယဟန္တာပုဂ္ဂိုလ်ဟာအဲ့ဒီလိုလွတ်မြောက်မှုရသွားတဲ့ယဟန္တာပုဂ္ဂိုလ်ဟာမြတ်စွာဘုရားအပေါ်မှာငါ့ပေါ်မှာဘယ်လိုမြင်တယ်လဲလို့ဆိုရင်ဗုဒ္ဓသောဘဂဝါဘောဓာယဓမ္မတေတိတိမြတ်စွာဘုရားသစ္စာလေးပါးအမှန်တရားကိုသိတော်မူတယ်သိတော်မူပြီးတဲ့နောက်မှာသရဝါတွေကိုလည်းသိစေဖို့အတွက်တရားဟောတယ်သဘောပေါက်သွားပြီဗုဒ္ဓသောဘဂဝါမြတ်စွာဘုရားဟာတကယ်ကိုသစ္စာလေးပါးအမှန်ကန်သိတယ်ဒါပေမဲ့ဗုဒ္ဓဘောဓာယဓမ္မတေတိတိသူတစ်ပါးတွေကိုသိစေဖို့အတွက်တရားဟောတယ်
ဒံတောသောဘဂဝါဓမ္မထာယဓမ္မတေတိတိမြတ်စွာဘုရားဟာမိမိကိုဆုံးမလို့ကိလေသာဆိုတဲ့နော်တစားထောင်တစားလဲဆိုတဲ့ထော်လောကန့်လန့်နေမရှိဘူးယဉ်ကျေးလိမ္မာသွားပြီးသားဖြစ်တယ်အဲ့တော့စိတ်နဲ့ပတ်သက်ပြီးတော့လုံးဝယဉ်ကျေးသွားပြီးတော့တရားတွေကိုလည်းယဉ်ကျေးသွားအောင်တရားဟောတာဖြစ်တယ်တန်တောသောဘဂဝါသမထာယဓမ္မတေတိတိစိတ်ပူပန်မှုတွေကင်းပြီးတော့ကိုယ်တိုင်ဟာငြိမ်းချမ်းသွားသလိုပဲတရားတွေကိုလည်းငြိမ်းချမ်းသွားအောင်မြတ်စွာဘုရားတရားဟောတာဖြစ်တယ်ပရိနိဗ္ဗုတောပရိနိဗ္ဗာယဓမ္မတေတိတိအပူပင်ခတ်သိမ်းအကုန်ငြိမ်းတဲ့အပြင်ခန္ဓာပါငြိမ်းသွားအောင်မိမိကိုယ်တိုင်ခန္ဓာပါငြိမ်းသွားတဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်တရားတွေကိုလည်းခန္ဓာပါငြိမ်းသွားသည့်အထိအောင်တရားဟောတော်မူတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်လို့မြတ်စွာဘုရားအပေါ်မှာအခုလိုယုံကြည်အားကိုးတဲ့မျက်နှိုးတဲ့လေးမြတ်တဲ့စိတ်စေတနာတွေဟာထင်ထင်ရှားရှားဖြစ်ပေါ်လာတယ်လို့မြတ်စွာဘုရားဒီလိုဆုံးသက်ပြီးတော့ဟောကြားတော်မူလိုက်တာဖြစ်ပါတယ်အဲ့ဒီအချိန်မှာသစ္စကပရပိုက်သစ္စကကြီးဟာနိဂန္ဓပုဒ္ဒလို့ဆိုတဲ့သစ္စကကြီးဟာတရားဓုတရားမြတ်တော့မရဘူးတရားဓုတရားမြတ်မရပေမဲ့လို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကသာသနာတော်တန်တရားမှာဝါသနာပါဖို့ရအတွက်သူ့ကိုဟောပြောရင်းဖြစ်တယ်ပေါ့အဲ့လိုဟောပြောပြီးတော့သူကမြတ်စွာဘုရားကိုနောက်ရဲ့အတွက်ကုသိုလ်ကောင်းမှုပြုဖို့ဆုံးကတ်ချင်ပါတယ်သူတို့ရဲ့ဒီသူ့ဆုံးကိုအလှခံပါလို့မြတ်စွာဘုရားပင့်သွားတော့မြတ်စွာဘုရားကလက်ခံလိုက်တယ်အဲ့တော့နောက်ရဲ့ကြတော့လက်ဆွေတွေကိုပြောတယ်ငါဂေါတမဗုဒ္ဓကိုပင့်လာတယ်အဲ့တော့သူကတော့ကတ်ထမဟုတ်ဘူးလေသူ့တွေခိုင်းတာပေါ့မင်းတို့ဆွန်းတော်စီပို့ကြပေါ့အဲ့ဒါနဲ့လက်ဆွေတပည့်တွေကအကုန်လုံးစုပေါင်းပြီးတော့ဆွန်းအုပ်တွေပို့မြတ်စွာဘုရားအမှုရှိတဲ့တန်ဃာတော်တွေဆွန်းကပ်ပြီးတော့ပြီးတဲ့အခါကျတော့သူကဘယ်လိုရည်စက်ချတယ်လဲရည်စက်ချစကားမျိုးလို့ဟာပေါ့အရှင်ဘုရားတဲ့အခုဒီကနေ့ကျွေးမွေးပြီးတော့ဆွန်းကပ်တဲ့ကုသိုလ်ကောင်းမှုဒီကုသိုလ်ကောင်းမှုရဲ့အခြားရန်ဖြစ်တဲ့စေရနာတွေစွမ်းအားတွေတရားတွေအားလုံးဟာကုသိုလ်နဲ့ဆက်နွယ်လာတဲ့ဟာတွေမှန်သမျှလှူကြတဲ့တန်းကြတဲ့လက်ဆုံမင်းသားတွေဆိုတဲ့တရားဓမ္မတွေအတွက်တရားဓမ္မတွေရဲ့ကောင်းကျိုးချမ်းသာအလုံးဟာဖြစ်ပါစေပေါ့သူ့အတွက်မစင်စားဘူးပေါ့ဒီအထိပ္ပယ်ဟာအဲ့လိုပြောတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ကဘာပြန်ပြောတော့ဆိုတော့ဘာမိတ်ရှိတော့ဆိုဟုတ်ပြီတဲ့သူတို့ကဒီတရားဓမ္မတွေကလှူတာကဘုရားကိုလှူတာမဟုတ်ဘူးသစ္စကကိုလှူကြတာလေသစ္စကကခိုင်းလို့သစ္စကကိုထမင်းအုပ်တွေဆွန်းအုပ်တွေပို့ကြတာသူတန်ဃာတွေပင့်လာတယ်သူဆွန်းအုပ်ဘလောက်လိုချင်တယ်အဲ့ဒါကိုသူ့ကိုလှူတာအဲ့တော့တရားဓမ္မတွေကသင်ကိုလှူတဲ့ကုသိုလ်ကောင်းမှုသင်ဟာရာဂမကင်းသေးတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဒေါသမကင်းသေးတဲ့ပုဂ္ဂိုလ်ဖြစ်တယ်မောဟမကင်းသေးတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ရာဂဒေါသမောဟမကင်းသေးတဲ့သင်ကိုလှူတဲ့ဒီကုသိုလ်ကောင်းမှုဟာသူတို့အတွက်ဖြစ်ပါစေသင်ကငါ့ကိုတစ်ဆင့်လှူတာဖြစ်သည့်အတွက်ကြောင့်ရာဂကင်းတဲ့ဒေါသကင်းတဲ့မောဟကင်းတဲ့ငါ့ကိုလှူတဲ့ဆွမ်းကြတော့မင်းအတွက်ကောင်းကျိုးချမ်းသာဖြစ်ပါစေလို့မြတ်စွာဘုရားခွဲပြီးတော့အဲ့ဒါလို့မိန့်ချလိုက်အဲ့ဒါလို့သစ္စကကြီးဟာမြတ်စွာဘုရားနဲ့တွေ့ပြီးတော့တရားတော်မှာနားလဲရသဖြင့်နှစ်ကြိမ်နောက်ထပ်တစ်ခါထပ်တွေ့သေးတယ်မဟာသစ္စကတော်အဲ့ဒီအချိန်မှာလည်းဘုရားကိုယိသွားသေးတယ်သူကဟိုကြည်ကြည်နက်နက်ကြီးလက်ခံသွားတာမဟုတ်ဘူးသို့တော်လည်းဒီသစ္စကဘဝတော်တော်လေးဘုရားမရှိတော့တဲ့နောက်မှာဘုရားပြိဋိဘံဆံပြီးတဲ့နောက်မှာတီဟိုကျွန်းမှာကာလဗုဒ္ဓရခိတဆိုတဲ့နာမည်နဲ့ယန္နာဖြစ်တယ်တီဟိုကျွန်းမှာယန္နာဖြစ်သွားတယ်နောက်ပိုင်းကျတော့အဲ့တော့သစ္စကဟာဒီဘဝမှာမကျွတ်ပေမဲ့လို့အဲ့ဒီဘဝရဲ့အထုံပါရမီအနေနဲ့မြတ်စွာဘုရားသာသနာတော်မှာပဲသူယန္နာဖြစ်သွားတယ်ဒီလိုမှတ်သားရတယ်ပေါ့နော်ထေကတာမှာမှတ်သားထားတာပါအေးဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့မြတ်စွာဘုရားသခင်ကိုရောမြတ်ဟာသစ္စကနဲ့ကြုံတွေ့တဲ့အခါမှာသစ္စကကမြည်တော့ပဲမြတ်စွာဘုရားကိုစော်ကားမော်ကားပြောမြတ်စွာဘုရားကသစ္စကရဲ့မှားယွင်းနေတဲ့အယူဝါဒတွေကိုနာပါချပြီးမလှုပ်ရှားနိုင်အောင်စကားအရာမှာလိမ္မာကျွမ်းကျင်တော်မူတဲ့အတိုင်းမှန်ကန်တဲ့အယူဝါဒတွေကလွတ်မြောက်စေလို့သစ္စကဟာ
ဒီဘဝမှာကောင်းကျိုးချမ်းသာမရတော့လည်းပဲမြတ်စွာဘုရားသာသနာတော်မှာပဲယဟန်ဘဝနဲ့အခုယဟန္တာဖြစ်သူရောက်ပြီးပြိဋိဘံဆံသွားတယ်ဆိုတာသစ္စကလို့အယူဝါဒလွဲမှားပြီးအလွန်မာနကြီးတဲ့ပုဂ္ဂိုလ်တယောက်ကိုကယ်တင်လိုက်ခြင်းသာဖြစ်တယ်။ဒါကြောင့်မို့လောကသားတို့အတွက်မြတ်ဗုဒ္ဓရဲ့ကြိုးပမ်းချက်ဟာဖြင့်သစ္စကတဦးအတွက်သာမကအားလုံးသောတရားတို့အတွက်အကျိုးစီးပွားဖြစ်ပါတယ်။အေးဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပြိဋ္ဌာပေါင်းတို့လောကသားတို့အတွက်မြတ်ဗုဒ္ဓရဲ့ကြိုးပမ်းချက်ကိုသိရှိမှတ်သားကြရသဖြင့်မြတ်ဗုဒ္ဓရဲ့ကြိုးပမ်းချက်တွေကိုကြည်ညိုအားရပြီးဗုဒ္ဓနုတ္တိကမ္မထံကိုပွားများအားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတဝါများစွာဖေးရန်กว่าချမ်းသာကြပါစေတတဝါများစွာဖေးရန်กว่าချမ်းသာကြပါစေမေတ္တာရည်ချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရည်ချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေဓမ္မောတရံဘိဝိတဝါနဝိသာသဗ္ဗေသမှုဟတာအာစရမရာတိတိဘာဝံနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောင်းကင်းပြောင်းကြည်အေးတရားစေကိုဘိဝိတဝါဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသာသဗ္ဗေပူဇာညစ်နှောင်ကိလေသာစေအတောက်ဟုသမျှတို့သည်သမုဝတ္တပိဉ္စဘက်တွင်ရေမတင်တကဲ့သို့ကင်းစင်လွင်ပြောင်းပေမရောက်အောင်ပဲဖြောင်းအပ်ကုန်သည်ဟွန်တုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအာဇရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသေးခြင်းလဲရှင်းထသောတိတိဘောင်ကိလေသာဟုပုခတ်သိင်ကင်းခြင်းရာအစီဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးပြုတော်သောသာရဝတရားချစ်ခင်စိတ်ကောင်းဝင်ညာသူတော်စင်များတို့သည်ယန္တုပါရမီအစဉ်စဉ်မြင့်နေမြင်၍မလင့်ပုံသည်ဆက်ရောက်တော်မူကြပါစေကုန်သတည်းရှုသေးသောလျှောက်ထားအပ်ပါသည်ဆရာတော်ရှင်သူမြတ်ဖျားဒုတိယအောင်ပွဲညတွင်တရားဒေသနာတော်များကိုဟောကြားတော်မူသောအပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ပါမုခချုပ်ဒေါက်တာရှင်နန္ဒမာလာဘိဝန္တာဆရာတော်ဘုရား၏ကပ္ပိယကာရကဖြစ်သူထံသို့မဒီလူရှင်နှင့်တရားနာပရိသတ်တို့၏ဓမ္မပူဇာလူတော်ငွေများအားစက္ကန့်လူရန်ချင်းစီစဉ်ဖြစ်ပါသည်ရှင်ဖျားအလူတော်ငွေများလက်ခံပေးနိုင်ပါရန်ကပ္ပိယကာရကဖြစ်ဥကျော်သိန်းမှဆောင်ရွက်ပေးပါရန်ပန်ကြားအပ်ပါသည်ရှင်ဒုတိယဗိုလ်မှူးကြီးတန်းတင်ငိမ့်ဒေါခင်လမြင့်မိသားစုမှအလူတော်ငွေ3သိန်းကျပ်ဦးဝင်းမော်ဒေါခင်ငင်လေးသမီးဒေါက်တာခင်လင်းမော် Forever Group Company Limited MRTV4 မှာဓမ္မပူဇာလူတော်ငွေ15သိန်းကျပ်ဆက်လက်ပြီးဦးဝင်းမော်ဒေါခင်ငင်လေးသမီးဒေါက်တာခင်လင်းမော်မိသားစုမှဆရာတော်ဘုရားကြီးဦးစီးတည်ထောင်အပ်သောဒယာနန္ဒဖောင်ဒေးရှင်းအတွက်အလူတော်ငွေ15သိန်းကျပ်ဦးနိုင်တန်းဒေါခင်ယူဝေမိသားစု Forever Group Company Limited MRTV4 မှာဓမ္မပူဇာလူတော်ငွေ3သိန်းကျပ်သာဓုသာဓုသာဓုဆက်လက်ပြီးတိကျအလှရှင်များဖြင့်ဦးတင်အောင်ဒေါခင်မာဤမိသားစုမှာအလူတော်ငွေ70သိန်းအားအလူရှင်ဖြစ်ပါသောဦးတင်အောင်မှကပ္ပိယထံလူရန်ပေးပါရန်ဖိတ်ခေါ်အပ်ပါသည်ရှင်
ဆက်လက်ပြီးလူရှင်ဖြစ်ပါသောဦးဖုံးတင်ဒေါ်စောတနာအောင်မိသားစုမှဓမ္မပူဇာလူတော်ငွေကျပ်10 သိန်းအားကပ္ပိယထံလူဒန်းပေးပါရန်ဖိတ်ခေါ်အပ်ပါသည်ရှင်အလူရှင်ဖြစ်ပါသောဥအောင်မျိုးမြင့်ဒေါ်မာလာဝင်းမိသားစုမှအလူတော်ငွေ9 သိန်းကျပ်အားကပ္ပိယထံလူဒန်းပေးပါရန်ဖိတ်ခေါ်အပ်ပါသည်ရှင်အလူရှင်ဖြစ်ပါသောဦးစောနုရွှေဒေါ်စောမေနုရွှေပြည်သာမှအလူတော်ငွေ2 သိန်းကျပ်အားကပ္ပိယထံလူဒန်းပေးပါရန်ဖိတ်ခေါ်အပ်ပါသည်ရှင်မိခင်ကြီးဒေါခင်တန်းတွင်ရည်စု၍ဦးမင်းကြီးဒေါခင်တီတာရေးမိသားစုမှဓမ္မပူဇာလူတော်ငွေကျပ်1 သိန်းအားကပ္ပိယထံလူဒန်းပေးပါရန်ဖိတ်ခေါ်အပ်ပါသည်ရှင်အလူရှင်ဖြစ်ပါသောဦးတင်ဦးဒေါ်တီတာတင်ပါရမီရှင်သင်္ကန်းတိုင်မိသားစုမှဓမ္မပူဇာလူတော်ငွေကျပ်1 သိန်းအားကပ္ပိယထံလူဒန်းပေးပါရန်ဖိတ်ခေါ်အပ်ပါသည်ဆက်လက်ပြီးခင်မွန်းကြီး10 ပါးဦးထိပ်ထား၍ဦးမျိုးတန့်ဒေါခင်အုံးကြီးမိသားစုမှဓမ္မပူဇာလူတော်ငွေကျပ်1 သိန်းအားကပ္ပိယထံလူဒန်းပေးပါရန်ဖိတ်ခေါ်အပ်ပါသည်ရှင်တရားချစ်ခင်ဓမ္မမိတ်ဆွေသူတော်ကောင်းပေါင်းတို့ရှင်ယနေ့ညစုစုပေါင်းဓမ္မပူဇာလူတော်ငွေများမှာ133 သိန်း8 သောင်းကျပ်နှင့်အမေရိကန်ဒေါ်လာ100တို့ဖြစ်ပါ၍သာဓုခေါ်ဆိုကြပါကုန်စို့ရှင်သာဓုသာဓုသာဓုသာရိတော်တို့သည်ဓမ္မအတိညာရရှိမှသာလင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ပါသောကြောင့်ဓမ္မအတိညာရရှိစေရန်ဤတန်ကြလျက်ဓမ္မသဘင်ဆင်ကျင်ပါပြုလုပ်ကြ၍သမတဒါနာဓမ္မဒါနာတရားအလူတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုယုံသည်လေးမြတ်စွာအမတ်သာသာအာယုန်ထားလျက်သာကြားကြပါကုန်၏တရားတော်မြတ်ကိုသတ္တဗဝတ္ထုအစွတ်စွတ်ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအာထုတ်ပြုလို့ကြရသောတရားဟောရခြင်းဓမ္မဒေသနာတရားနာရခြင်းဓမ္မသဝနာတရားတော်ကိုသိလူရခြင်းဓမ္မဒါနာတရားတော်ကိုပူဇော်ရခြင်းဓမ္မပူဇာကုသိုလ်စေရနာဖြာဖြာတို့သည်ဒုက္ခကတိချုပ်ငြိမ်းရမံယနိဗ္ဗာန်ဤအကြောင်းထောက်ပံ့ဖြစ်ပါသေးသာရှင်ဖေယဒီကောင်းမှုဤအဖို့ဘာကကိုအမိအဖာအဖို့အဖာဆရာသမားမဆောက်ရည်
ဘာသာကုဏဗြဟ္မာသတ္တဝါအများတို့အားအမြအမြဝေငှပါကုန်၏ကုသိုလ်အမြကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှပြချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်း